အလုံးသောယောဂီသူတော်စင်များခုနှစ်ရက်တိုင်တိုင်ကြိုးစားအထောက်ကြမယ်တရားဘာဝနာလုပ်ငန်းပထမဦးဆုံးနေ့မှာဒါဦးဇင်းတို့လုပ်ပေးတရားအနေနဲ့စတင်ပြီးတော့တရားဒေသနာများတဏှာရီလောက်အချိန်ယူပြီးတော့နာယူခြင်းယူရမယ်နော်ဒီနေ့သာသနာတော်နှစ်2560ခုနှစ်ဘောဇာတက္ကီ1388ခုနှစ်နောင်တကူလာပြီးတော့တရက်2019ခုနှစ်4လပိုင်း12ရက်ညချမ်းခါကာလမှာရန်ကုန်တိုင်းဒေသကြီးလှည်ကူးမြို့တစ္ဆာရွှေစီကျောင်းတိုက်တွင်မှာစတုထကြိမ်မြောက်ရှင်ရင်ကျင်းပကြတဲ့ခုနှစ်ရက်တာတတိပဋ္ဌာန်ဘာဝနာတရားစခန်းပွဲမှာအလုံးသောတရားဘာဝနာများကိုကြိုးစားအထောက်ကြဖို့ရောက်ရှိလာကြတဲ့ယဟန်တော်များသီလရှင်များတရားကြီးဒကမာကြီးများတရားဘာဝနာလို့ကိုကြိုးစားအထောက်ဖို့ရောက်ရှိနေကြတဲ့ခုချိန်ခါကာလမှာတရားဘာဝနာအလုံးနဲ့ပတ်သက်ပြီးတော့တပိသဘောသူတော်ကောင်းတို့ကိုအရင်တို့တရားစကားပြောရမယ်ပေါ့။ဘာပြောခြင်းတော့အစီအစဉ်လေးတွေဘာလုပ်တာတော့ဆိုတော့ဒီတရားဘာဝနာလို့ကိုဘာကြောင့်အထောက်ကြရတာလဲဆိုတာလေးကိုအရင်တို့ပြောဖို့စီစဉ်ထားပါတယ်။တရားဘာဝနာလို့ကိုအထောက်နေကြတဲ့ပုဂ္ဂိုလ်တိုင်းဘာကြောင့်တရားအထောက်ရတာတော့လို့မေးရင်ရုပ်တရက်တော့လွယ်လွယ်ကူကူပြန်ပြီးတော့ပြောတတ်ဖို့တော့မလွယ်လှဘူးပေါ့နော်ပြောမယ်ဆိုရင်လည်းပဲအဖြေတွေကအမျိုးမျိုးဖြစ်နိုင်တယ်ပေါ့ဘာကြောင့်တရားဘာဝနာလုပ်ကိုအထောက်ကြရတာတော့ဘာကြောင့်သူတော်ကောင်းလုပ်ကိုဦးဇင်းတို့စူးစမ်းအထောက်ကြရတာတော့လို့မေးလို့ရှိရင်ဒီဘဝဒုက္ခတွေငြိမ်းပြီးတော့ချမ်းသာအစစ်အမှန်ဖြစ်တဲ့နိဗ္ဗာန်ဆိုတဲ့တရားကိုရဖို့တရားဘာဝနာလုပ်ကိုစူးစမ်းအထောက်ကြရတာပါဦးဇင်းတို့ကျေးတော်ရှင်မရှိစောဗျာကြီးရေးသားတော်မူခဲ့တဲ့ကမ္မထံတရားအထောက်ရခြင်းဤအကြောင်းဆိုပြီးတော့စာအုပ်သေးသေးလေးရှိအဲ့ဒီမှာဆိုတော့ဘုရားကြီးကဘာကြောင့်ကမ္မထံတရားကိုအထောက်ရတာလဲဆိုတဲ့မေးခွန်းကိုဒီယုတ်ဒီနံဒီဘဝဒီဒုက္ခတွေငြိမ်းပြီးတော့နိဗ္ဗာန်ချမ်းသာလို့ဆိုတဲ့စစ်မှန်တဲ့ချမ်းသာကိုရဖို့အတွက်ကမ္မထံဘာဝနာအလုပ်ကိုကြိုးစားအထောက်ကြရတာလို့ဒီလိုဆိုတော့ဘုရားကြီးကရှင်းပြအဲ့ဒီမှာဦးဇင်းတို့ဆိုတော့ဘုရားကြီးရှင်းပြတဲ့နောက်အကြောင်းအရာလေးတွေဒီနေရာပြင်ဆိုတော့ဘုရားကြီးရဲ့ဉာဏ်တော်ကိုအမိပြုတ်ပြီးတော့ရှင်းလို့လည်းပဲအဲ့ဒါကိုပြောခြင်းပါအဲ့ဒါဘဝဆိုတာတကယ်တမ်းကတော့နော်ဆင်းရဲဒုက္ခရဲ့အစုဝေးမျှတာပဲတရားဓမ္မတို့ဦးဇင်းတို့နားလေသည်ဖြစ်စေနားမလဲသည်ဖြစ်စေလက်ခံသည်ဖြစ်စေလက်မခံသည်ဖြစ်စေဘဝဆိုတာဆင်းရဲဒုက္ခရဲ့အစုပုံမျှတယ်ဘာဒုက္ခတွေရှိတော့မလွဲမရှောင်နိုင်တဲ့ဒုက္ခကစပြီးတော့ပြောရမယ်ဆိုရင်မွေးဖွားလာတဲ့ကစပြီးတော့တဖြည်းဖြည်းနဲ့အိုးလာတဲ့ဟောင်းလာအရည်သွေးတွေကျလာတယ်ဒါဒီဘဝဒီခန္ဓာဟာမလွဲမသွေတွေ့ရမယ်ကြုံရမယ်ဒီနေရာဖြင့်သူ့ရဲ့သဘာဝတရားအဲ့လိုအိုးလာရင်းနဲ့ဟောင်းလာရင်းနဲ့ပဲချွင်းချက်တွေများပြီးတော့ခန္ဓာကိုယ်ကြီးကနာကျင်မှုအခန့်ခက်မှုဆိုတဲ့ဒုက္ခဝေဒနာတွေနဲ့နှပန်းလုံးရပြန်နာခြင်းဆိုတဲ့တရားကိုတွေ့ရတယ်အဲ့ဒီလိုနဲ့ပဲခန္ဓာကိုယ်ကြီးကနောက်ဆုံးဘလို့မှသုံးစားလို့မရတဲ့အနေအထားမျိုးလျှောက်ပြီးတော့တဘောအတွက်အပြီးပိုင်ပျက်စီးခြင်းလို့ဆိုတဲ့မသေးခြင်းပဲနဲ့သေရတယ်ဆိုတဲ့ဒုက္ခကိုဆက်ပြီးတော့ရင်ဆိုင်ရတယ်အဲ့လိုအိုခြင်းနာခြင်းသေခြင်းဒုက္ခတွေကိုရင်ဆိုင်တဲ့နေရာမှာဒီအိုခြင်းနာခြင်းသေခြင်းနဲ့မတွေ့သေးခင်မှာလည်းပဲဒီဘဝရဲ့လောကရန်တရားတွေကိုတွေ့ရတာကြုံရတာတွေရှိတယ်။လောကဆိုတဲ့ဆိုရင်မှုပရိဒေဝဆိုတဲ့ငိုကြွေးမှုဒုက္ခဆိုတဲ့ကိုယ်ဆင်းရဲမှုဒေါမနတဆိုတဲ့စိတ်ဆင်းရဲမှုဥပါယတဆိုတဲ့ပြင်းစွာပင်ပန်းမှုဆိုတဲ့ဒီဒုက္ခတွေကလည်းပဲဒီကရမတို့ဦးဇင်းတို့တွေဘဝခန္ဓာရလာလို့ရှိရင်အခါအလျော်စွာတွေ့ရတယ်ကြုံရတယ်ရင်ဆိုင်ရတယ်။တော့ဒါတွေကိုကြည့်လို့ရှိရင်ဘဝဆိုတာဘာလဲလို့မေးရင်ဘဝဆိုတာဒုက္ခရဲ့အစုပုံပဲဧဝမေတ္တကေဝလတ္တဒုက္ခကန္တတသမုဒယဟောတိလို့လိစ္ဆမုပ္ပါဒေသနာမှာပေးတဲ့ဘောင်းသူတော်ကောင်းတို့အလုံးရထားတဲ့ဒေသနာပိုင်းစာလေးရှိတယ်
ဒီစဉ်ဆက်မပြတ်အကြောင်းအကျိုးဆက်ဆက်ပြီးတော့ဖြစ်ပေါ်နေတဲ့ဒီယုတ်ဒီနံဒီသဘောဝတရားဆိုတာဧဝမေတ္တတကေဝလတ္တဒုက္ခခန္ဓာတသမုဒယဟောတိတဲ့တတ်သောဒုက္ခရဲ့အစုအဝေးမျှတာဖြစ်တယ်လို့မြတ်စွာဘုရားဟောတယ်အဲ့ဒါဘဝမှာအဲ့လိုသေဆုံးပြီးတော့လည်းပဲဒုက္ခတွေကပြီးသွားရောလားဆိုတော့မပြီးဘူးထပ်ပြီးတော့မွေးဖွားရတယ်ဆိုတဲ့ဒုက္ခဇာတိတပံရလာပြီဆိုတာနဲ့စောစောကပြောတဲ့အတိုင်းတစ်ခါတစ်ပတ်လဲသွားပြန်တယ်အိုရတယ်နားရတယ်သေရတယ်အဲ့လိုနဲ့တဘဝပြီးတော့ဒကာမတို့ဦးဇင်းတို့တွေရဲ့နော်အနေထားဆင်းရဲဒုက္ခကိုပဲဖြတ်တန်းရတယ်ဆင်းရဲဒုက္ခကိုပဲတွေ့ကြုံရတယ်ဒါနဲ့အဲ့ဒီဘဝကဘာလို့ဖြစ်ရတာတော့နော်အိုခြင်းနာခြင်းသေခြင်းဆိုတဲ့ဒီဒုက္ခတွေကဘာလို့ဖြစ်ရတာတော့လို့မေးရင်ဘဝအတိတ်တပံဖြစ်မိလို့ဇာတိဒီဟုသောအကြောင်းကြောင့်ဒီဖြစ်ပေါ်လာခြင်းဆိုတဲ့အကြောင်းတရားကိုအခြေခံပြီးတော့ကျန်တဲ့ဒုက္ခတွေဖြစ်ရတယ်ဆိုတာအလွန်မှထင်ရှားတယ်အဲ့လိုဆိုရင်ဘဝအတိတ်တပံကဘာလို့ဖြစ်ရတာတော့ဆိုတော့ဘဝရဲ့ပုံမှာမမောတဲ့တဏှာလောဘကြောင့်ဘဝအတိတ်တပံထပ်ပြီးတော့ဖြစ်ရတယ်တတဝါတို့တယောက်ကွယ်လွန်အိဋ္ဌာရောက်ခါနေမှာသူနောက်ဆုံးတွေ့ကြုံရတဲ့အာယုံဝဲဆွဲလန်းတဲ့တဏှာအခြေခံပြီးတော့နောက်ထပ်ဝိညာဉ်အတိတ်ထပ်ပြီးတော့ဖြစ်တယ်လို့နားလည်ရတယ်လောဘကိုအခြေခံပြီးတော့တနည်းအားဖြင့်ဘဝတဏှာဆိုတဲ့ဘဝရဲ့ပုံမှာမမောတဲ့လိုချင်တဲ့ဖြစ်ခြင်းနဲ့ရခြင်းနဲ့အဲ့ဒီဘဝတဏှာကိုအခြေခံပြီးတော့ဘဝအတိတ်ဖြစ်ရတယ်ဘဝအတိတ်ဖြစ်ပြီးဆိုရင်အဲ့ဒီဘဝနဲ့ပတ်သက်တဲ့ဒုက္ခတွေကိုရင်ဆိုင်တွေ့ကြုံခံစားပြီးတော့အိုရတယ်နာရတယ်သိရတယ်ဒါကြောင့်ဘဝရဲ့အနေအထားကိုကြည့်မယ်ဆိုရင်ဘဝဟာဘာလဲလို့မေးရင်ဆင်းရဲဒုက္ခအဲ့တရားဘာဝနာအထုတ်တယ်ဆိုတာအဲ့ဒီဆင်းရဲဒုက္ခတွေလုံးဝငြိမ်းပြီးတော့ချမ်းသာအစစ်အမှန်ဖြစ်တဲ့နိဗ္ဗာန်ဆိုတဲ့တရားကိုရဖို့အတွက်တရားဘာဝနာလို့ကိုစူးစမ်းအထောက်ရတာတဲ့ဒါကအမြင့်မားဆုံးရည်ရွယ်ချက်ကိုပြောတာပါဒီနေ့မှာဦးရှင်တို့ဒီဘဝတဏှာဘာကြောင့်ဖြစ်လဲဆိုတာလေးဘဝတဏှာမဖြစ်အောင်ဘယ်လိုလုပ်ရမလဲဆိုတာလေးကိုစတော်ဘုရားကြီးပေးထားတဲ့ဥမာကိုဦးရှင်ကအရင်သဘောကျလို့ပြောခြင်းဘာလို့ဘဝရဲ့ပုံမှာမမောတဲ့ဘဝတဏှာဖြစ်နေရတာတော့ဘဝကိုဘာလို့လိုချင်နေရတာတော့ဘဝနဲ့ဘယ်နဲ့ကြောင့်မခွဲမခွာခြင်းဖြစ်နေရတာတော့လို့မေးရင်ဒီယုတ်ဒီနံဒီဘဝဒီခန္ဓာရဲ့အပြစ်ကိုမမြင်တာကတကြောင်တဲ့ဟုတ်လားပြီးတော့နိဗ္ဗာန်ချမ်းသာဆိုတာဒီယုတ်ဒီနံနော်ဒီခန္ဓာဒီဘဝထက်တာလွန်တဲ့ချမ်းသာဖြစ်တယ်လို့နိဗ္ဗာန်ရဲ့ချမ်းသာကိုနော်ဒီယုတ်ဒုက္ခနံဒုက္ခထက်တာလွန်တဲ့နော်နိဗ္ဗာန်ချမ်းသာကိုမသိမမြင်ခြင်းကတကြောင်တဲ့အကြောင်းဘယ်နှကြောင်းပြတာနှစ်ကြောင်းပြတာနော်ယုံနံဘဝဒုက္ခကိုယုံနံဘဝဒုက္ခရဲ့အပြစ်ကိုမမြင်တာကတကြောင်ဒီယုတ်ဒီနံနဲ့တာလွန်တဲ့နိဗ္ဗာန်ချမ်းသာရဲ့အနေအထားကိုမသိမမြင်တာကတကြောင်ဒါကြောင့်မလို့ဘဝရဲ့ပုံမှာမမောတဲ့ဘဝတဏှာဆိုတာဖြစ်တာတဲ့အခြေခံကြကြလေးပြောတာပေတလို့တေးချာလေးစဉ်းစားပြီးတော့နားထောင်ရနော်တရားဘာဝနာလို့ဘာကြောင့်အထောက်ရတယ်လဲဆိုတဲ့မေခွန်းရဲ့အဖြေကိုရှင်းနေတာဟုတ်လားအဲ့ဒီမှာဆိုဘုရားကြီးကဥမာဘလို့ပေးတော့ဆိုတော့နော်အလွန်ခေါင်းပါတဲ့အရက်ဒေသမှာနေနေတဲ့ဆင်းရဲသားတယောက်အစိုက်လို့ပြောလို့လည်းပဲတိတ်အစင်မပြေဘူးလမ်းပန်းဆက်တွေရလည်းညံဖြင်းရာသီဥတုကလည်းဆိုးဝါနော်အလွန်ခေါင်းပါတဲ့ဆင်းရဲတဲ့ပူလောင်တဲ့အရက်ဒေသမှာမွေးဖွားလာတဲ့ဆင်းရဲသားတယောက်နော်အဲ့ဒီဆင်းရဲသားဟာအဲ့ဒီအရက်ဒေသမှာမပျော်ဘူးလားဆိုတော့ပျော်တယ်တဲ့ဘာလို့ပြောရတာတော့သူအဲ့ဒီအရက်ဒေသမှာဘာလို့ပျော်နေတာတုံးဆိုတော့အကြောင်းတစ်မျိုးရှိတယ်တဲ့အဲ့ဒီအကြောင်းကဘာလို့ဆိုတော့သူ့အရက်ဒေသရဲ့အပြစ်ကိုမမြင်တာကတကြောင်ဟုတ်လားသူ့အရက်ဒေသထက်တာလွန်တဲ့တာယာဝါပြောတဲ့စိုက်လို့ပြုလို့ကောင်းတဲ့ရာသီဥတုကောင်းတဲ့နောက်ကူလို့တန်းလို့ကောင်းတဲ့လမ်းပန်းဆက်သွယ်ရေးကောင်းတဲ့အစကားရသူ့အရက်ဒေသထက်တာလွန်တဲ့အရက်ဒေသရှိနေတယ်ဆိုတာကိုမသိတာကတကြောင်အကြောင်းဝင်တဲ့အကြောင်းတော့များနော်ကိုယ်နေရာလေးကိုတော့ကောင်းတယ်ထင်နေကြတာဟုတ်လားကိုယ်နေရာထက်တာလွန်တဲ့နေရာရှိတယ်ဆိုတာကိုမသိတော့ကိုယ်နေရာကိုယ်ဒေသရဲ့အပြစ်ကိုမမြင်တာကတကြောင်ကိုယ်နေရာထက်တာလွန်တဲ့ချမ်းသာတဲ့အရက်ဒေသရှိတယ်ဆိုတာကိုမသိတာကတကြောင်အဲ့ဒီအကြောင်းနဲ့အကြောင်းကြောင့်အဲ့ဒီဆင်းရဲသားအဲ့ဒီသူ့ရဲ့ခေါင်းပါတဲ့အရက်ဒေသမှာပဲသူဘာဖြစ်နေတော့ပြောနေတယ်တဲ့ပြောနေသေးတယ်များအဲ့ဒီအရက်ဒေသမှာနေရတဲ့အနေအထားနဲ့တွေ့ကြုံရမယ့်ဒုက္ခတွေကသူ့အတွက်ရှင်ဆိုင်ရမှာပဲဟုတ်ရဲ့လားအဲ့ဒါဆိုကြီးကအဲ့ဒါကိုဥမာပေးတာအဲ့ဒီဆင်းရဲသားလိုပဲတဲ့ဒကာမတို့ဦးဇင်းတို့တွေဟာကိုယ့်ဘဝကိုယ်ခန္ဓာဒီယုတ်ဒီနံရဲ့အပြစ်ကိုမမြင်တာကတကြောင်ဟုတ်လားဒီယုတ်ဒီနံထက်တာလွန်တဲ့နိဗ္ဗာန်တည်းဟူသောချမ်းသာကိုမမြင်တာကတကြောင်အဲ့ဒီအကြောင်းနှစ်ခုကြောင့်
ဒီဘဝဒီယုတ်ဒီနာရဲ့ပုံမှာတာယာမှုဆွဲလန်းမှုမမောမှုဆိုတာကြီးကဖြစ်နေတာအဲ့ဒါကြီးဖြစ်နေသေးသမျှဘဝအတိတ်တပံဖြစ်ခြင်းဆိုတာလည်းဖြစ်လာမှာပဲဘဝအတိတ်တပံဖြစ်ပြီဆိုလို့ရှိရင်အဲ့ဒီဘဝနဲ့ပတ်သက်တဲ့ဒုက္ခတွေကိုရင်ဆိုင်ဖြတ်သန်းပြီးတော့နောက်ဆုံးအိုးနာသေးပြီးတော့ဒီလိုနဲ့ပဲဒုက္ခဆက်ကြီးဆက်ပြီးတော့လက်ပတ်မယ်ပေါ့ဟုတ်လားအဲ့လိုဆိုလို့ရှိရင်ဦးဇင်းတို့ဘဝတဏှာမဖြစ်အောင်ဒီဘဝဒီခန္ဓာရဲ့အဖြစ်ကိုလည်းမြင်အောင်ကြည့်ရမယ်နိဗ္ဗာန်ရဲ့ချမ်းသာပုံကိုလည်းပဲသိအောင်ကြိုးစားရမယ်အဲ့ဒါကမ္မထံဘာဝနာတရားကိုအထုတ်ခြင်းအပြင်ဒီဘဝဒီခန္ဓာရဲ့သဘောမှန်ဖြစ်တဲ့အဖြစ်တွေကိုလည်းမြင်လာနိုင်တယ်နိဗ္ဗာန်ချမ်းသာကိုလည်းမျက်မှောက်ပြုနိုင်တယ်ဆိုလိုတာကဒီယုတ်ဒီနဲ့ဒီဘဝရဲ့အဖြစ်ကိုမြင်ဖို့အတွက်နိဗ္ဗာန်ချမ်းသာကိုမျက်မှောက်ပြုနိုင်ဖို့အတွက်တရားဘာဝနာအလုပ်ကိုအထုတ်ရတာအဲ့လိုဘဝခန္ဓာရဲ့အဖြစ်ကိုလည်းမြင်မယ်နိဗ္ဗာန်ချမ်းသာကိုလည်းမြင်မယ်ဆိုရင်ဒီဘဝရဲ့ပုံမှာအဲ့ဒီပုဂ္ဂိုလ်ကမမောတဲ့စိတ်ရှိနိုင်မလားမရှိနိုင်ဘူးခုနတုန်းကဆင်းရဲသားတယောက်ကိုယ့်ရဲ့ဒေတာရဲ့အပြစ်တွေကိုလည်းမြင်မယ်။ယောဂလည်းထူပြောလိုက်တာနော်မိုးလေဝသကလည်းခေါင်းမလိုက်တာနော်မြေကလည်းဘာမှလောက်ကန်စံကောင်းကြက်တီကိုဟုတ်လားတခိုးဓမြလည်းပေါ်မှာပေါ်ဟာအစရှိတဲ့ဖြင့်ဘယ်နာလေးမှကောင်းတာမရှိဘူးလို့သူ့ရဲ့ဒေတာရဲ့အပြစ်ကိုလည်းမြင်မယ်။အလွန်ตายာဝါပြောတဲ့နေရာကိုလည်းသူသိမယ်ဆိုရင်သူတေချာပေါက်ပြောင်းသွားမှာပဲဟုတ်တယ်မို့လား။အဲ့ဒီဥမာအလွန်ကောင်းတယ်လို့ဦးဇင်းထင်တယ်ဟုတ်လား။ဒါကြောင့်တရားဘာဝနာအထုတ်တယ်ဆိုတာဘာလဲလို့မေးရင်ဒီဘဝဒီခန္ဓာရဲ့အခြေအနေမှန်ကိုသိပြီးတော့ဒီဘဝဒီခန္ဓာထက်သာလွန်မြင့်မြတ်တဲ့ချမ်းသာဖြစ်တဲ့နော်နိဗ္ဗာန်ချမ်းသာကိုမျက်မှောက်ပြုနိုင်ဖို့အတွက်တရားဘာဝနာလုပ်ကိုအားထုတ်ရတာဘလို့အားထုတ်ရမှာလဲဆိုတာကိုတော့ဦးဇင်းတို့ပြီးတော့ပြောမှာပါပိဋကတို့လည်းပဲအလုံးဒါကတော့ထိုင်လျောက်ရုပ်လည်းကျွမ်းကျွမ်းကျင်ကျင်သိထားကြပြီးသားပါဟုတ်လားဘာကြောင့်တရားအားထုတ်ရတာလဲဆိုတာလေးကိုတရားအားထုတ်ခြင်းစိတ်ပို့ပြီးတော့ထက်သန်သွားအောင်ပေါ့လေနော်ဒါလေးကိုဦးဇင်းတို့ပြောတယ်ဒါကတော့ဦးဇင်းတို့အမြင့်မားဆုံးရည်ရွယ်ချက်လို့ဆိုရမယ်။ဦးဇင်းနာခြင်းသိခြင်းဆိုတဲ့ဒီဘဝခန္ဓာဒုက္ခတွေချုပ်ငြိမ်းပြီးတော့နိဗ္ဗာန်ဆိုတဲ့စစ်မှန်တဲ့ချမ်းသာကိုရရှိနိုင်ဖို့အတွက်တရားဘာဝနာလုပ်ကိုအထောက်ရတယ်။ဆက်ပြီးတော့လည်းရည်ရွယ်ချက်ကလေးတွေအကျိုးကျေးဇူးလေးတွေတနည်းအားဖြင့်သိနိုင်မြင်နိုင်တဲ့သိလွယ်မြင်လည်တဲ့အကျိုးကျေးဇူးလေးတွေကိုလည်းပဲပြောရအောင်မယ်။နောက်ကမ္မထံဘာဝနာကိုအထောက်ရင်ရရှိမဲ့အကျိုးကျေးဇူးတနည်းအားဖြင့်ဒီအကျိုးကျေးဇူးကိုပဲရည်ရွယ်ချက်တစ်ခုအနေနဲ့ထားပြီးတော့အထုတ်တဲ့နယ်ဆိုတာလေးကိုဦးဇင်းဆက်ပြီးတော့ပြောပါမယ်အဲ့ဒါဘာပြောချင်တော့ဆိုတော့တရားဘာဝနာလို့အထုတ်တယ်ဆိုတာအခုလည်းပဲချမ်းချမ်းသာသာနေနိုင်ဖို့နောင်လည်းပဲချမ်းချမ်းသာသာနေနိုင်ဖို့ဆိုတဲ့အကျိုးကျေးဇူးနှစ်ရပ်ကိုညှို့ကိုပြီးတော့အထုတ်ရတယ်ဒါအနှစ်ချုပ်ပဲနော်အခုလောလောဆယ်ပြစ္ဆုတ်ပံတနည်းအားဖြင့်ဒီပြစ္ဆုတ်ပံဘဝလို့လည်းဆိုနိုင်တယ်ပေါ့နော်အခုလောလောဆယ်အနေထားလေးလို့လည်းဆိုနိုင်တယ်အခုလည်းပဲချမ်းသာဖို့အစဉ်ပြေဖို့အေးချမ်းဖို့ဟုတ်လားပြည့်စုံပြီလားမပြည့်စုံသေးဘူးဘာကျန်နေတော့နောင်လည်းပဲချမ်းသာဖို့ပြည့်စုံဖို့အစဉ်ပြေပြေနေနိုင်ဖို့ဓမ္မသာလေးဒကာဓမ္မတို့ဥယျာဉ်တို့တရားဒေသနာရဲ့တရားဘာဝနာရဲ့အကျိုးကျေးဇူးကိုပြည့်စုံတယ်လို့ဆိုရမယ်ဟုတ်လားတော့ဒီနေရာမှာဥယျာဉ်တို့နောင်မှာချမ်းသာဖို့ဆိုတာကပြောလေအများကြီးရှိတယ်နောင်မှာချမ်းသာဖို့ဆိုတာဘာကိုရည်ရွယ်တာတော့အိုခြင်းနာခြင်းသိခြင်းလို့ဆိုတဲ့ရင်ဆိုင်ဖြတ်တန်းဖို့ခက်ခဲတဲ့အခြေအနေဆိုးတွေနဲ့တွေ့လာတဲ့အခါကိုနောင်လို့ပြောတာဟုတ်လားနောင်မှာချမ်းသာဖို့ဆိုတာအဲ့ဒါကိုရည်ညွှန်းတာဒါပဲလားမဟုတ်သေးဘူးနော်ဒီဘဝပျက်စီးသွားရင်တေချာဘဝတဏ္ဍာမကုန်သေးတဲ့အတွက်ကြောင့်ဒကာမတို့အញ្ញတွေဟာဘဝတစ်ခုကိုရလိမ့်မယ်ရပြီဆိုရင်ကောင်းတဲ့ဘဝကိုရမလားဆိုးတဲ့ဘဝကိုရမလားလို့နော်ဒုက္ခတိဒုက္ခတိလို့လားเสียကအကျဉ်းချင်းဘယ်နှမျိုးရှိတော့နှစ်မျိုးရှိတယ်ဘယ်ဘဝရတာကောင်းတော့ဒုက္ခတိဘဝကိုရတာကောင်းတာပေါ့ဘဝရရမှာချင်းအတူတူဆိုရင်တော့ဒုက္ခတိဘဝကိုရတာကောင်းတယ်ဒါထင်ရှားပြီးသားအဖြစ်တစ်ခုပါဟုတ်လားအဲ့လိုဆိုရင်နောင်ဆိုတာအဲ့ဒါကိုကြီးပဲပြောတာနော်အိုခြင်းနာခြင်းသိခြင်းဆိုတဲ့ရင်ဆိုင်ဖြတ်တန်းဖို့ခက်ခဲတဲ့အခြေအနေကိုလည်းနောင်လို့ပြောတယ်နောက်ဘဝဆိုတာကိုလည်းနောင်လို့ပြောတယ်တော့တရားဘာဝနာအထုတ်တယ်ဆိုတာအခုလဲချမ်းသာဖို့နောင်လဲချမ်းသာဖို့ဆိုတာဒီလိုကြည်ကြပြည့်ပြည့်နားလည်ရမှာဟုတ်ရဲ့လားအခုလည်းပဲနှလုံးစေဝငြင်းငြင်းအေးအေးချမ်းချမ်းသာသာနေနိုင်မှုနော်အိုခြင်းနာခြင်းသိခြင်းဆိုတဲ့ရင်ဆိုင်ဖြတ်တန်းဖို့ခက်ခဲတဲ့အခြေအနေဆိုးနဲ့တွေ့လာရင်လည်းပဲတည်တည်ငြိမ်ငြိမ်အေးအေးချမ်းချမ်းရင်ဆိုင်နိုင်ပြီးတော့အလွန်ကောင်းမွန်တဲ့ဘဝတစ်ခုကိုရရှိဖို့ဒါကနောင်လဲချမ်းသာဖို့ဆိုတာအဲ့ဒါကိုပြောတာအဲ့ဒီလိုမျိုးအခုလဲချမ်းသာတဲ့အနေအထားနောင်လဲချမ်းသာတဲ့အနေအထားမျိုးကိုရအောင်ဒီတရားဘာဝနာအလောက်ကကောင်းကောင်းကြီးအာမခံနိုင်တယ်အဲ့ဒီအကျိုးကျေးဇူးနှစ်ရပ်ကိုရရှိဖို့အတွက်ဒီတရားဘာဝနာလုပ်ငန်းကတေချာပေါက်ဒကာဓမ္မတို့ဥယျာဉ်တို့လှုပ်ထားတဲ့ပုဂ္ဂိုလ်တွေအာမခံချက်ရှိတယ်အဲ့ဒါကိုဥယျာဉ်တို့ပညာပရိဟိနသုတ်တံဆိုပြီးတော့မြတ်စွာဘုရားဟောထားတဲ့သုတ်တံမှာအတိလင်းတွေ့ရတယ်
အဲ့ဒီသုတ်တန်လေးလည်းဦးဇင်းကအရန်သဘောကျတယ်သူတစ်ဖြင့်တရားဘာဝနာလုပ်ကိုကြိုးစားအထောက်ဖို့စိတ်ဝင်စားကြတဲ့နော်ပညာကိုစိတ်ဝင်စားကြတဲ့ပုဂ္ဂိုလ်တွေအတွက်နော်အလွန်တရာမှတ်သားစရာကောင်းတဲ့တရားဒေသနာတစ်ပုဒ်ပေါ့အဲ့ဒီသုတ်တံမှာမြတ်စွာဘုရားဘာပြောလို့ဆိုတော့ယဟန်တို့တဲ့ဝိပဿနာပညာမဲ့ပညာဖို့ပညာလို့ဆိုတဲ့အလွန်မြင့်မားတဲ့ဒီပညာရက်တွေမှာဆုံးရှုံးကြတဲ့ပုဂ္ဂိုလ်တွေဟာလူဘဝကြီးမှာကောင်းကောင်းဆုံးရှုံးကြတဲ့ပုဂ္ဂိုလ်တွေပဲတဲ့ဒီကနေ့စပြောတာနော်ဝိပဿနာပညာဆိုတာဒီဘဝခန္ဓာမှာဖြစ်ပေါ်နေတဲ့ရုပ်တဏ္ဍသဘာဝတရားတို့ရဲ့မတည်မြဲတဲ့သဘာဝကိုကောင်းကောင်းသိတာနားလည်တာကိုဝိပဿနာပညာဟုတ်လားဘာပဲဖြစ်လာပြီးဆုံးပြောက်ွယ်သွားတာကြီးပဲလို့ရုပ်နံတရားတို့ရဲ့နော်ဖြစ်ပေါ်လာပြီးတဲ့နောက်မရှိတော့တဲ့သဘောနော်ဖြစ်ပေါ်လာပြီးတဲ့နောက်မရှိတော့တဲ့သဘောဒါကိုကောင်းကောင်းသိတာမြင်တာနားလည်တာကိုဘာလို့ခေါ်တော့ဝိပဿနာပညာအဲ့ဒီဝိပဿနာပညာကိုရင့်ကျက်အောင်ပွားများလို့သစ္စာလေးပါးကိုမြန်တွင်ပေါက်ပြီးတော့သိမယ်ဆိုရင်အဲ့ဒီသိတဲ့ပညာကိုမဲ့ပညာဖို့ပညာသူကတော့နိဗ္ဗာန်ချမ်းသာကိုတောင်မျက်မှောက်ပြုနိုင်တဲ့အထိအရေးသွေးမြင့်နေပေါ့ဟုတ်လားအဲ့ဒီဝိပဿနာပညာအရိယာမဲ့ပညာကိုမရရှိလိုက်ဘဲနဲ့ဆုံးရှုံးသွားတဲ့ပုဂ္ဂိုလ်တွေကဘဝမှာကောင်းကောင်းဆုံးရှုံးရတဲ့ပုဂ္ဂိုလ်တွေလို့မြတ်စွာဘုရားပြောတာကောင်းကောင်းဆိုတဲ့စကားလုံးကိုသုံးတယ်သူပရိဟိနာသူဆိုတာကောင်းကောင်းပဲပရိဟိနာဆိုတာဆုံးရှုံးတာဆုပ်ယုတ်တာဟုတ်လားကောင်းကောင်းဆုံးရှုံးသွားတာဒီနေရာဖြင့်ခေတ်စကားလေးနဲ့ပြောရမှာဆိုတော့ဒီကောင်တော့ကောင်းကောင်းထိတာပဲကွာလို့တချို့အခြေအနေဆိုးတွေနဲ့တွေ့တော့ရင်ကိုကလည်းတိတ်ပြီးတော့အဲ့ဒီလူကိုမတည့်ဘူးဆိုရင်အဲ့လိုမျိုးပြောကြတာမရှိဘူးလားကောင်းကောင်းထိသွားတာပဲဟုတ်လားခုလည်းပဲမြတ်စွာဘုရားအဲ့လိုသုံးတာပညာချွေရင်းတဲ့ပုဂ္ဂိုလ်တွေကဘဝမှာပါလဲတော့ကောင်းကောင်းဆုံးရှုံးတဲ့ကောင်းကောင်းဆုပ်ယုတ်တဲ့ပုဂ္ဂိုလ်တွေဘာပြောလို့လဲတဲ့တိဒိဋ္ဌေဝဓမ္မေဒုက္ခဝိရတိသဝိကာတံသဥပ္ပါယတံသပရိလာကာယတ္တဗေဒပရမရဏဒုက္ခတိပါတိကင်္ခာအကြောင်းပြချက်နှစ်ချက်မြတ်စွာဘုရားပေးတယ်ပညာဆုပ်ယုတ်တဲ့ပုဂ္ဂိုလ်တွေကကောင်းကောင်းဆုပ်ယုတ်ကြတဲ့ပုဂ္ဂိုလ်တွေလို့ဘာကြောင့်ပြောရတာတုံးဆိုရင်တဲ့အဲ့ဒီပညာမရှိတဲ့ပုဂ္ဂိုလ်အဲ့ဒီပညာကိုမရတဲ့ပုဂ္ဂိုလ်ဟာတိဒိဋ္ဌေဝဓမ္မေဒုက္ခဝိရတိလောလောဆယ်ပစ္စခမှာကိုပဲအဲ့ဒီလိုဟာစနေရဲနေရလိမ့်မယ်တဲ့တိအချက်ကပြောတော့စနေရဲနေရလိမ့်မယ်တဲ့အခုလောလောဆယ်ဘလို့ရှင်းရင်မှာတော့ရှင်းရင်ပုံရှင်းရင်ဒီကိုမြတ်စွာဘုရားစကလုံးသုံးလုံးသုံးပြီးတော့ပြောတယ်တဝိဂါတံဆင်းရဲခြင်းနဲ့တကွတဥပါယတံပင်ပန်းခြင်းနဲ့တကွတပရိလာဟံပူလောင်ခြင်းနဲ့တကွဟောသေချာမှတ်နော်ပညာမရှိတဲ့ပုဂ္ဂိုလ်ခန္ဓာရဲ့အနိစ္စသဘောကိုမသိတဲ့မမြင်တဲ့နားမလည်တဲ့ပုဂ္ဂိုလ်ဟာစနေရဲနေရမယ်ပင်ပန်းပန်းနေရမယ်ပူပူလောင်လောင်နေရမယ်နော်ကိုယ်ခန္ဓာမှာဘာဖြစ်လို့ဖြစ်နေမှမသိဘူးဒီတိုင်းကြီးပဲအမတ်တမဲ့ကြီးပဲဒီတိုင်းကြီးနေနေတယ်အဲ့ဒီအနေအထားဟာဆင်းရဲနေတဲ့အနေအထားပဲပင်ပန်းနေတဲ့အနေအထားပဲပူလောင်နေတဲ့အနေအထားပဲဒါလည်းပဲဒီအနေအထားလေးကိုသိဖို့ကလည်းတိတ်ပြီးတော့မလွယ်ဘူးလို့အရင်ထင်ပါတယ်ဟုတ်လားဒါပေမဲ့သေချာစဉ်းစားကြည့်ရင်တော့နားလည်ဖို့လွယ်ပါတယ်တော့တတိမရှိဘူးဉာဏ်မရှိဘူးဖြစ်လို့နေတယ်ဆိုရင်ဒီစိတ်ကချမ်းသာနေတာမဟုတ်ဒီစိတ်ကတက်တာနေတာမဟုတ်ဒီစိတ်ကအေးချမ်းနေတာမဟုတ်ဒီစိတ်ဘလို့ဖြစ်နေတဲ့စိတ်တို့နော်ဆင်းရဲနေတဲ့စိတ်ပဲပင်ပန်းနေတဲ့စိတ်ပဲပူလောင်နေတဲ့စိတ်ဒါကိုမြတ်စွာဘုရားတဝိဂါတံဆင်းရဲခြင်းနဲ့တကွတဥပါယတံပင်ပန်းခြင်းနဲ့တကွတပရိလာဟံပူလောင်ခြင်းနဲ့တကွဒုက္ခဆင်းရဲရဲ့ဝိရတိအဲ့ဒီလိုနေရလိမ့်မယ်တဲ့အမှန်မသိဘူးဆိုရင်အဲ့ဒီအနေထားနဲ့နေရတာတဲ့ဝမ်းနေစရာကောင်းတာကအဲ့လိုဖြစ်နေလို့ဖြစ်နေမှာကိုတကယ်တော့မဟုတ်ဦးရှင်တို့ကကောင်းကောင်းမသိဘူးနော်ကိုဆင်းရဲလို့ဆင်းရဲမှမသိဘူးကိုပင်ပန်းလို့ပင်ပန်းမှမသိဘူးကိုပူလောင်လို့ပူလောင်မှမသိပဲနဲ့ပဲနေကြတာစဉ်းစားကြည့်ရင်တော့ဒါသိနိုင်တယ်နော်လက်ခံနိုင်ပါတဲ့ဒါကဒီတိုင်းပဲဖြစ်နေတာဟုတ်လားဒါကြောင့်ပညာမရှိရင်ဆုံးရှုံးတယ်ဆိုတာအဲ့ဒါကိုပြောတာတဲ့လောလောဆယ်သူဆင်းရဲနေရတယ်ဒါတင်လားဆိုတော့မကဘူးတဲ့ကာယတ္တဗေဒပရမရဏဒုက္ခတိပါတိကင်္ခာတော့သေခြင်းကြလို့ပျက်စီးခြင်းကြလို့သေရပြီပျက်စီးရပြီဆိုရင်အဲ့ဒီပုဂ္ဂိုလ်ဟာဆင်းရဲတဲ့ဘဝပူလောင်တဲ့ဘဝဆိုတဲ့မကောင်းတဲ့ဘဝတွေကိုရောက်သွားလိမ့်မယ်တဲ့ဟောစဉ်းစားတော့ပညာမရှိလို့ရှိရင်အခုလောလောဆယ်ဆင်းရဲယုံများမကပဲနဲ့နောင်လည်းဘလို့ဖြစ်မယ်ဆင်းရဲတဲ့ဘဝကိုရောက်မယ်ဘာလို့ဆင်းရဲတဲ့ဘဝကိုရောက်သွားမယ်လို့ပြောရတာတော့ဘာလို့ပညာမရှိတဲ့လူဟာဆင်းရဲတဲ့ဘဝကိုရောက်သွားတာတော့ဆင်းရဲသေးရလို့ဆင်းရဲတဲ့ဘဝကိုရောက်သွားတာဒါကဦးဇင်းတို့အနည်းဆက်ဆုံးနော်အခိုင်အမာဆုံးအကြောင်းပြချက်နဲ့ပြောလိုက်တာဘာလို့ဆင်းရဲတဲ့ဘဝကိုရောက်သွားတာတော့ဆင်းရဲသေးရလို့ဆင်းရဲတဲ့ဘဝကိုရောက်တယ်ဒါနဲ့ဘာလို့ဆင်းရဲသေးရတာတော့ဆိုတော့သူသိုးတော်ကပြောခဲ့တယ်လေမြတ်စွာဘုရားဒီပညာမရှိရင်အဲ့ဒီလိုကဆင်းရဲပူပူလောင်လောင်ပင်ပန်းပန်းနေရမယ်လို့ပြောတာ
အဲ့တော့ဘဝတစ်လျှောက်လုံးသူကစင်းရဲရဲပင်ပင်ပန်းပန်းပူပူလောင်လောင်ပဲနေလာတယ်ဆိုတော့တေဂာနိကြမှာချမ်းသာဖို့ဆိုတာလွယ်ပါမလားစဉ်းစားတော့နော်စင်းရဲရဲနေတဲ့လူဟာသေရင်သေကြပေါင်းနေပါစင်းရဲရဲသေရလိမ့်မယ်ပူပူလောင်လောင်နေတဲ့အလေးချင်းများရင်ပူပူလောင်လောင်ပဲသေရလိမ့်မယ်ပင်ပင်ပန်းပန်းနေတဲ့အလေးချင်းများရင်ပင်ပင်ပန်းပန်းပဲသေရလိမ့်မယ်မြတ်စွာဘုရားပေးထားဥပမာတစ်ခုရှိတယ်နော်တောင်ဘက်ကိုင်းနေတဲ့တစ်ပင်ကိုခုတ်လိုက်ရင်တောင်ဘက်ပဲလဲသွားမြောက်ဘက်ကိုင်းနေတဲ့တစ်ပင်ကိုခုတ်လိုက်ရင်မြောက်ဘက်ပဲလဲသွားမှာနော်ဒါသဘာဝပဲဟုတ်လားပူလောင်လောင်ပင်ပင်ပန်းပန်းစင်းရဲအနေများရင်တော့အဲ့လိုပဲစင်းရဲသေပြီးတော့စင်းရဲသေရင်တော့စင်းရဲနေရတဲ့ဘဝကိုရောက်သွားမယ်တဲ့ဒါကြောင့်ပညာမရှိတဲ့ပုဂ္ဂိုလ်ပညာကိုရအောင်မလုပ်တဲ့ပုဂ္ဂိုလ်တွေတနည်းအားဖြင့်ဒီတရားဘာဝနာလုပ်ဖို့အောက်ထုတ်ပြီးတော့သိနေသိလိုက်တာကိုသိအောင်မလုပ်ကြတဲ့ပုဂ္ဂိုလ်တွေဟာအခုလည်းပဲဆင်းရဲတယ်ဆင်းရဲသိပြီးတော့နောက်လည်းပဲဆင်းရဲတဲ့ဘဝတွေကိုရောက်လိမ့်မယ်တဲ့ဘာကောင်းနိုင်နေတော့ဘာမှမကောင်းခုလည်းဆင်းရဲတယ်နောက်လည်းဆင်းရဲတယ်ဟာအဲ့ဒါလို့မဟုတ်ဘူးစံကျင်ဘက်အနေနဲ့သတိပဋ္ဌာန်ဘာဝနာလုပ်ကိုလုပ်တဲ့အောင်သင်ပြီးတော့ဒါကိုဇွဲနဲ့လုံလနဲ့ဝိရိယနဲ့ယုံကြည်မှုအပြည့်အဝနဲ့တော့ကြိုးစားမယ်အထုတ်မယ်ဆိုလို့ရှိရင်တော့ပညာဆိုတာကိုရနိုင်တယ်။နော်တရားအထုတ်တယ်ဆိုတာအဲ့ဒီပညာကိုရဖို့ရည်ရွယ်ချက်နဲ့လုပ်ကြရမှာဟုတ်လား။ဝါခဏရဲ့သဘောမှန်ကိုသိပြီးမတည်မြဲတဲ့သဘောဝါကိုသိလာပြီးမြင်လာပြီးနားလည်လာပြီးဆိုရင်ဒါဘာပညာရတဲ့ခေါ်တော့ဝိပဿနာပညာ။သူ့ကိုရင်းချအောင်ပွားများလို့သစ္စာလေးပါးကိုမြန်သိခဲ့မယ်ဆိုရင်တော့သူကတော့အမဂ္ဂံချက်ရှိသွားတဲ့အနေအထားတွေကိုရောက်သွားမယ်ပေါ့။အဲ့ဒါမျိုးဆိုတော့ဘုရားကအဲ့ဒီပညာရဲ့ဂုဏ်ကြီးစုကိုဘယ်လိုဆက်ပြီးတော့ပြောတော့ယဟန်တို့တဲ့ဟောဒီဝိပဿနာပညာအရိယာမက်ပညာပြည့်စုံကြတဲ့ပုဂ္ဂိုလ်တွေကလောကမှာမစွတ်ယုတ်ကြတဲ့ပုဂ္ဂိုလ်တွေဖြစ်တယ်။ဒီနေရာဖြင့်အကြီးပွားတိုးတက်ကြတဲ့ချမ်းသာမှုနဲ့ပြည့်စုံကြတဲ့ပုဂ္ဂိုလ်တွေဖြစ်တယ်တဲ့အလွန်ကောင်းတယ်ပေါ့နော်။ဘာဖြစ်လို့တော့တေဒိဋ္ဌိဝဓမေဒုက္ခံဝိရတိအဝိဂါဒအနုပါယတအပရိလာကာယတဗေဒပရမရဏတုကတိပါတိကင်္ခဒီပညာရှိရင်အလွန်ကောင်းမွန်တဲ့ပြည့်စုံခြင်းဖြင့်ပြည့်စုံတယ်လို့ပြောတယ်။ဘာကြောင့်လဲသူ့လည်းအကြောင်းပြချက်နှစ်ချက်ပေးတယ်။တေဒိဋ္ဌိဝဓမေဒုက္ခံဝိရတိလုံးလုံးစီအဲ့ဒီပုဂ္ဂိုလ်ချမ်းချမ်းသာသာနေရမယ်တဲ့ချမ်းချမ်းသာသာနေဖို့အတွက်မြတ်စွာဘုရားကပတ်စံရှိရမယ်လို့မပြောဘူးเนาะဒီမှာပညာရှိရမယ်လို့ပြောတယ်เนาะဟုတ်တယ်မဟုတ်လားပဝန်းကျင်အတိုင်းဝိုင်းတွေကောင်းရမယ်လို့ဒီလိုမပြောဘူးဘာရှိရမယ်လို့ပြောတော့ပညာရှိရမယ်လို့ပြောတယ်ပညာရှိရင်တော့ချမ်းချမ်းသာသာနေရမယ်အသိရှိရင်ချမ်းချမ်းသာသာနေရမယ်ဘလို့ချမ်းသာမှာတော့အဝိဂါတံဆင်းရဲခြင်းမရှိသောအနုပါယတံပင်ပန်းခြင်းမရှိသောအပရိလာပူလောင်ခြင်းမရှိသောဒီစကလုံးလေးတွေကိုအရှင်ကအရန်သဘောကျတယ်နော်ဆင်းရဲတဲ့ချမ်းသာတယ်ဆိုတော့မြတ်စွာဘုရားပုံပေါ်အောင်ပုံဖော်ပြတယ်နော်သူချမ်းချမ်းသာသာနေရတယ်ဘလို့နေရတော့အဝိဂါတံဆင်းရဲခြင်းမရှိဘူးတဲ့ဆင်းရဲခြင်းမရှိဘူးဆိုချမ်းသာတယ်ပေါ့အနုပါယတံပင်ပန်းခြင်းမရှိဘူးတဲ့ပင်ပန်းခြင်းမရှိဘူးဆိုဘာဖြစ်တော့သက်သာတယ်ပေါ့အရက်သုံးစကားနဲ့ပြောရမယ်ဆိုရင်ဇိမ်ကြတယ်ပေါ့ဟုတ်လားပင်ပန်းမှုမရှိဘူးတတောင်တတာဟုတ်လားပြီးတော့ဗါလဲတော့အပရိလာပူလောင်မှုမရှိဘူးတဲ့ပူလောင်မှုမရှိဘူးဆိုပါငြင်းအေးတယ်ပေါ့ပူလောင်လောင်မရှိဘူးငြင်းငြင်းအေးလေးနေရတယ်ဘာရှိရင်တော့ပညာရှိရင်ပြောတာနော်အဲ့လိုလို့ချမ်းသာတယ်ဆိုတာအဲ့ဒီအနေထားမျိုး၃ခုနဲ့ပြည့်စုံတဲ့ချမ်းသာခြင်းကိုပဲခံစားရမှာအလွန်လေးနေတဲ့ချမ်းသာလို့မဆိုနိုင်ဘူးလားဆိုနိုင်တယ်ဒါရင်လားဆိုတော့မကဘူးတဲ့ကာယတဗေဒပရမရဏတုကတိပါတိကင်္ခခန္ဓာကိုယ်ပျက်စီးလို့ပျက်စီးခြင်းကြလို့ပျက်စီးရပြီဆိုတာနဲ့ကောင်းမွန်တဲ့ချမ်းသာတဲ့ဘဝကိုအဲ့ဒီလိုရလိမ့်မယ်ရောက်လိမ့်မယ်လို့တေချာပေါက်မျှော်လင့်အပ်တယ်ပါတိကင်္ခမျှော်လင့်အပ်တယ်တေချာပေါက်ရလိမ့်မယ်ပညာနဲ့ပြည့်စုံရင်နောက်ဘဝချမ်းသာတဲ့ကောင်းမွန်တဲ့ဘဝကိုရမယ်လို့ပြောတာဒီနေ့မှာဘဝဆိုရင်ဘယ်ဘဝပဲဖြစ်ဖြစ်ဒုက္ခသစ္စာဆိုတာပိဿတို့ကြားဥပါတယ်ဟုတ်လားသို့တော်လည်းပဲအဲ့ဒါကသစ္စာရှုတော့ကပြောတာပေါ့နော်ဘဝအချင်းချင်းနှိုင်းစာလိုက်ရင်တော့မြင့်တဲ့ဘဝနှိမ့်တဲ့ဘဝဆင်းရဲတဲ့ဘဝချမ်းသာတဲ့ဘဝဆိုတာတွေတော့ရှိမနေဘူးလားနော်အပေလေးပုံနဲ့နှိုင်းစာရင်လူဘဝနတ်ဘဝမြမဘဝဆိုတာချမ်းသာတဲ့ဘဝလို့ပြောလို့မရဘူးလားရနော်ဘဝရမှချင်းအတူတူရှင်တော့ကောင်းတဲ့ဘဝကိုရတာအဆင်မပြေဘူးလားပြေတယ်ဘာကြောင့်အဲ့ဒီပုဂ္ဂိုလ်ကကောင်းမွန်တဲ့ဘဝကိုရတာတော့ဆိုတော့ပြောရရင်ချမ်းချမ်းသာသာကောင်းကောင်းမွန်မွန်သေသွားလို့ချမ်းသာတဲ့ကောင်းမွန်တဲ့ဘဝကိုရတာဟုတ်တယ်မဟုတ်လားဒါဘာလို့ချမ်းချမ်းသာသာသူသေးသွားတာလို့ဆိုတော့ချမ်းချမ်းသာသာအနေများလို့ဟောမှာတတောင်တတာဆိုတာကဒီစကလုံးရဲ့အဓိပ္ပာယ်ကလည်းပဲနော်ပြီးပြင်းပြင်းလေးလေးနဲ့သိဖို့တော့လည်းပဲလိုမယ်လို့ထင်တယ်နော်အမမလို့ရတာလေးလောက်ကိုပဲတတ်တာတယ်လို့ပြောလို့မရဘူးနော်တကယ်တတ်တာတဲ့အနေအထားကနော်အဆင့်အမျိုးမျိုးရှိမယ်လို့ဦးရင်ထင်တယ်ဟုတ်လားတချို့တရားအထုတ်ရင်းနဲ့ခန္ဓာကိုယ်ကြီးကပေါ်ပြီးတော့နော်လေးနေတာမရှိဘူးလို့တောင်ပြောတယ်ဟုတ်လားလူခန္ဓာဝန်းကိုယ်ကဆိုဘာဖြစ်နေတော့ပေါ်နေတယ်
ဒီတိုင်းကြီးနေနေကိုကြည့်လိုက်ရင်တော့ရှောက်တယ်ကဓမ္မတို့ဦးဇင်းတို့အခုကြည့်လိုက်နော်ဘာတွေ့မလို့ဆိုတော့ဒုက္ခဝေဒနာကိုတွေ့နိုင်တယ်နော်တဏှာကိုရဲ့မတတ်တာတဲ့သဘောရှိတယ်နော်ရို့ကြနေတယ်ပင်ပန်းနေတယ်ဒါကြီးကိုထိန်းထားရတယ်ရှိတယ်မို့လားချမ်းသာနေတာလားဆင်းရဲနေတာလားလို့မေးရင်ချမ်းသာနေတာတော့မဟုတ်နော်ချမ်းသာနေတာမဟုတ်ဘူးနော်ဆင်းရဲတဲ့ဘက်ကိုအလေးထားမနေဘူးလားအားနေတယ်တေချာကြည့်ကြည့်လိုက်ဟုတ်လားအေးအဲ့တော့တရားဘာဝနာလုပ်ကိုအားထုတ်လို့တကယ်အသိဉာဏ်ပညာမြင်မလာပြီဆိုရင်အဲ့ဒီပုဂ္ဂိုလ်ကဘယ်လိုဖြစ်တော့နော်တတ်တာတယ်တဲ့ပင်ပန်းမှုမရှိဘူးဒါရင်လားမကဘူးအပရိလာဟံပူလောင်မှုမရှိဘူးတဲ့နှလုံးစိတ်ဝမ်းအေဂျင့်နော်စိတ်ပူတာတွေမရှိဘူးစိတ်ဆင်းရဲတာတွေလည်းမရှိဘူးစိတ်ပူတာမရှိလို့စိတ်ရဲ့ကိန်းရရုပ်ကြီးရလည်းပဲမပူတော့ဘူးပေါ့များသောအားဖြင့်စိတ်ကပူလို့ရုပ်ကပူရတာများတယ်ဟုတ်လားစိတ်ကတကယ်အေးလာပြီဆိုလို့ရှိရင်စိတ်ရဲ့မိရရုပ်လည်းမအေးနိုင်ဘူးလားအေးလာနိုင်အဲ့ဒါမြတ်စွာဘုရားချမ်းသာပုံချမ်းသာနည်းလေးကိုအဲ့လိုပြောတာနော်တောအဝိဂဒံဆင်းရဲခြင်းမရှိသောအနုပါယတံပင်ပန်းခြင်းမရှိသောအပရိလာဟံပူလောင်ခြင်းမရှိသောဒီလိုအနေထားမျိုးနဲ့အဲ့ဒီပုဂ္ဂိုလ်ကဒုက္ခချမ်းချမ်းသာသာဝိရဒိနေရလိမ့်မယ်နော်ဒါလည်းမကဘူးခန္ဓာကိုယ်ပျက်စီးလို့တေးရပြီဆိုတာနဲ့ဘာဖြစ်မလဲချမ်းသာတဲ့ဘဝကိုရမယ်တဲ့တပိတဲ့ကောင်းတဲ့ကောင်းတို့တရားဘာဝနာလုပ်ဆိုတာအခုလဲချမ်းသာဖို့နောင်လဲချမ်းသာဖို့အတွက်ရည်ရွယ်ပြီးတော့လုပ်ရတယ်ဆိုရင်အဲ့ဒီရည်ရွယ်ချက်ကိုပြည့်ဝစေနိုင်တယ်ဆိုတာဒီဒေသနာကအခိုင်အလုံနဲ့တက်သေးလို့မဆိုနိုင်ဘူးလားဒါကအာဂမယုတ်တိကိုပြောတာပါနော်တဘာဝယုတ်တိအနေနဲ့ပြောမယ်ဆိုရင်လည်းတရားဘာဝနာလုပ်ဖို့အထုပ်ပြီးတော့ဘဝမှာငြိမ်းငြိမ်းချမ်းချမ်းလေးနော်ကြည်ရတာမြင်ရတာကိုကတခါတည်းနှလုံးစိတ်ဝမ်းကိုကြည်နူးသွားစေနိုင်တဲ့ပုံကိုယ်တွေဟာသေပြီဆိုတော့လည်းပဲချမ်းချမ်းသာသာသေပြီးတော့နော်ဘဝမှာတိတ်ခါရှိရှိအဲ့လိုအတုယူစရာကောင်းတော့အောင်နော်တရားဘာဝနာနဲ့နေသွားပြီးတော့ဩသူ့မှာနေတော့လဲချမ်းချမ်းသာသာသေတော့လဲချမ်းချမ်းသာသာဘယ်ဘဝရောက်သွားတယ်ဆိုတာမသိရပေမဲ့လို့ကောင်းတဲ့ဘဝရောက်မှာပဲလို့လည်းပဲတေချာပေါ့မှန်းနိုင်တော့တဲ့လူတွေလောကမှာမရှိဘူးလားရှိတယ်အဲ့ဒါလည်းပါလေခိုင်လုံးနဲ့သက်သေးပဲနော်တရားဘာဝနာလုပ်သည်အခုလဲချမ်းသာသေးတယ်နောက်လဲချမ်းသာသေးတယ်ဆိုတာဒါခိုင်လုံးနဲ့လုပ်ဒါကြောင့်ပိဋကပေါင်းသူတို့ကောင်းတို့အခုလည်းပဲချမ်းသာမှုရှိအောင်ပြစ္ဆကချမ်းသာကိုရည်ကိုးပြီးတော့လေမျှော်ကိုးပြီးတော့လေတရားဘာဝနာလုပ်ကိုကြိုးစားကြရမယ်။နောင်မှာလည်းချမ်းသာဖို့ဆိုတဲ့ရည်ရွယ်ချက်နဲ့တရားဘာဝနာလုပ်ကိုလည်းကြိုးစားကြရမယ်။အဲ့ဒီနေရာမှာနောင်ဆိုတာလေးကိုလည်းပဲနော်အလေးထားပြီးတော့စဉ်းစားသိချင်းမရောက်သေးပါဘူးဆိုပြီးတော့ခပ်ပေါ်ပေါ်လေးတော့လှုပ်ထားလို့မသိတော့ဘူးပေါ့နော်။မရောက်သေးတော့လည်းပဲတေချာပေါက်ရောက်လာမှာနော်။မရောက်တော့ဘူးမဟုတ်ဘူးနော်မရောက်သေးတာပဲရှိတယ်။ဟုတ်လား။အကြီးကြီးငယ်ငယ်သိချင်းတရားဆိုတာကတော့ရှောင်လို့မရဘူးလေနော်နာချင်းတရားကလည်းပဲရှောင်လို့မရပါဘူးဟုတ်လားဒီနေ့ကဦးဇင်းတို့ပေးတဲ့ပေါင်းတော်အောင်တို့အလွန်ဟိုစဉ်းစားစရာကောင်းတဲ့လက်စွာပဲပြောပြတယ်နော်တရားဘာဝနာရဲ့စွမ်းရည်တတိအနေထားလေးတွေကိုဦးဇင်းနဲ့ပြောကြည့်ခြင်းလက်စွာဘုရားဘာပြောတော့ဆိုတော့အိုးလာတဲ့နားလာတဲ့အခါမှာနော်သူတော်ကောင်းတရားအလုပ်ကိုလုပ်ဖို့ဆိုတာမလွယ်ဘူးလို့အဲ့ဒီလိုဟောတာတစ်ချက်ရှိတယ်အိုလာနာလာတဲ့အခါမှာသူတော်ကောင်းတရားကိုမြန်သိထားတဲ့အသိရှိမယ်ဆိုရင်တော့အဲ့ဒီပုဂ္ဂိုလ်ဟာအိုခြင်းနာခြင်းကသူ့ကိုကောင်းကောင်းမနှိမ့်ဆက်နိုင်ဘူးဆိုတဲ့အဓိပ္ပာယ်မျိုးနဲ့အိုလာနာလာတဲ့အခါမှာတရားသိတဲ့ပုဂ္ဂိုလ်ဟာချမ်းချမ်းသာသာနေနိုင်တယ်လို့ဒီလိုဟောတာလည်းရှိတယ်ဒါကဒီစကားနှစ်ရက်ကဒကာသမားတို့ဦးဇင်းတို့အိုကြရနာကြရမယ်သိကြရမယ်ပုဂ္ဂိုလ်တွေအတွက်တော့မကြာခဏစဉ်းစားဆင်ခြင်တဲ့အနေအထားတစ်ခုလို့မဆိုနိုင်ဘူးလားနော်အိုလာနာလာရင်သူတော်ကောင်းတရားကိုတကယ်လုပ်ဖို့မလွယ်ဘူးလို့မြတ်စွာဘုရားဟောတယ်ဟုတ်လားဇိနေနာခောပါဏစရာယအဘိပုဒေနနတုကရံဗုဒ္ဓနာသာသနာမနတိကာတုဟုတ်လားဥမင်းရင်ဟောခြင်းကနှိမ့်ဆက်လာပြီဆိုရင်တဲ့ဗုဒ္ဓနာသာသနာမြတ်စွာဘုရားရှင်ကိုရမြတ်ကြီးရဲ့အဆုံးအမကိုမနတိကာတုနှလုံးသွင်းခြင်းကနတုကရံမလွယ်ကူဘူးတဲ့ဒါမြတ်စွာဘုရားကိုယ်တိုင်ဟောတာနော်သူတော်ကောင်းတရားဆိုတာအသက်ကြီးလာလို့ရှိရင်နှလုံးသွင်းဖို့ဘာလဲတော့မလွယ်ဘူးတဲ့ဒီတစ်ချက်စဉ်းစားရကောင်းတယ်နော်နောက်ပြီးတော့မြတ်စွာဘုရားဘာဟောတော့ဗျာတိဒေနာခောပါဏဗျာတိနာအဘိဗုဒေနာနတုကရံဗုဒ္ဓနာသာသနာမနတိကာတောခန္ဓာကိုယ်ကြီးကပေါက်လဲပေါက်ပြန်ပြီးဖြစ်လာလို့နော်ခံရခက်တဲ့ယောဂါတွေဝေဒနာတွေဆွဲကပ်လာပြီဆိုလို့ရှိရင်လည်းပဲမြတ်စွာဘုရားရဲ့အစိုးအမကိုလိုက်နာကျင့်သုံးနှလုံးသွင်းဖို့အတွက်မလွယ်ဘူးတဲ့ဟောအဲ့လိုလဲဟောတယ်နော်အိုးလာပြီဆိုရင်တော့မလွယ်ဘူးဆိုရင်နာခြင်းတရားကပို့ပြီးတော့သူတော်ကောင်းတရားကိုကျင့်သုံးတဲ့နေရာမှာအခက်အခဲပို့ဖြစ်စေမယ်ဆိုတာမထင်ရှားဘူးလားထင်ရှားတယ်နော်ဒါကြောင့်ဟိုနာခြင်းသဘောတရားကကိုယ့်ကိုအလုံးမဖြစ်တော့အောင်မနှိမ့်ဆက်သေးခင်ပါဒီနေ့တစ်ချိန်မှာအလုံးမဖြစ်အောင်ကိုသူကနှိမ့်ဆက်မှာနော်တကယ်နားလာပြီဆိုရင်တချို့ပြောကြတာရှိတယ်တရားဘာဝနာကိုထိထိရောက်ရောက်ပွားများမထားတဲ့ပုံကိုများထိုက်တဲ့လောက်တော့လှုပ်ထားရတော့လှုပ်ထားဘူးတာပဲလေဒါပေမဲ့လို့တကယ်နားလာပြီဆိုရင်မလွယ်ပါဘူးကွာတတိကိုထားဖို့မလွယ်ပါဘူးလို့ပြောတဲ့လူပဲများတယ်ဟုတ်ရဲ့လားဒါကြောင့်ပိဿပေါင်းသူတော်ကတော့အဲ့ဒီဘေးအဲ့ဒီအန်ရဆိုတာတစ်ချိန်ကြာရင်ကြာလာမှရောက်လာပါအဲ့
Edi be edi ane jam mayau tegema. Koga balutabulo, to the Wandia will tea out, Lotabolo. The Keluka Mogi Managi Matigema, to the Wandia will tea out Lotalo, a tiny of to the Wandia will be a tigame, so you know. Lupsimero. No. Sina Handamina Tamanagato, Zina Combi, part the way than me. Along the Wajare using a deep body by you. No? Sina Handamina Tamanagato. Ogo de Yoga, the Ago Tide, Athenian, and Pigeon solution, Zina Combi, part the way than me. Luia Uni do Leve Chanyanda than Niluyare. Hola, they are she and they are the and Paledo, Chanyanda than Niluyare. Ula de Kama, Chanyanda than Niluyare. Jamyan Namao, Tizagaleo. The Galo de Yago that Timid House, Ula de Kama, Chanyanda than Nilu, Mayaro, Surago, Pinay. Quago Ajuela, she is, Wayale, Sharan Ajama Yale, Kaune, Salaya, Semjini, Kamumaro, Kanaya, Tokaga, Konyanema, Matin Shadalo, Hola. Do you need have you and Yeran Jonimala? Ehomaro. What they are about in Sayale, a Chini Zogo. Eri Chimari, Chini Zogo, in Sayane, a Dina Mishi Wusoye, the Garal Winnoy, and Neta, alone Chowland, don't lose your Kaune and Neta, Chedalic. The Dinema Ujendiaga, Nisha Sierra La. Nisha Lade Ujendiago, in Sayane, a Dina Mishilo Sierra La, Sudago, Webia or Senadene. The Javazo Kalini on the Uma Beme. The Chugli and Yanshi, two science, Samanti, and Mure Yure Sudamishi. The Chugli two science, Samanti, Sala and Murora, Sito Rave. Sala do Adu Sarave. A Tiaga Mure, Tiaga Mango. The Sergeant Sergeant Young, Sierra, Sergeant Young Sierra, Surava, Dika Jare Apsila. Sala will now legend, now legend, Sura Jump, Mujim, Chipara, La, Surago, Senamigum Lola. Sala was Sale Lutilo Shin, to Mangole. The Gadan Muare, Salo Muare, so the Apsite, Sala was Samamatilo Muare, so the Apsiga Pubi of Mamula. Alova Ulu Siniere Sureniama, Nalu Siniere Sureniama, Ulu Nalu Siniere Surade, Eri Ura Nara Yu, Yemsai. No Nalemu Mapi Nine, Matide, Yamjina, Memu Young Siniere Sura, Pubi of Mamula. Mane. The Garamatu Kadaga, Erihago, what Donla Nine, Kanaishi, and Etago, Sharpwebo, Tamasena, Ludiga, Maubo Senare, Manavo Senar. Ujendiago, Mau, the Jubin in a Chow legend. Najan the Bodiago, Manao, Pubian Chow legend. The Gessoye, Ula Nala, Shinsai Nene, as you do a Goabalu Jamado, Shao, Shajayama. Mauamana Lulu Miao, no? So that was a season in the Miju, Jamian Jambio, season designation that you don't move. You got a Nia Sitoma, that do Lanyan to Dorabe. But the Kanagoya level, Ujena and the Gens of the Lanyan, Omansini and Niji the same. That was Jan Santa designation that Koyabado, should don't move, my man move. Kuluria, I think my man moon and Nia, no? Odamola, Olavi, Ujinjalo, Olavi, should do Balodo. Mojin on Soyari, no? Ura Majago. The Gasson Ura Ure Dainta Biro, Kusitema, Nale Naimu Laka Naimune, Simbian Balomero, Sinsayama. Odamola. Kunyasovia, Arab Dora, Ula Regima, to the Wandia with Tea, Chanyanda, Nina. Eddie Lube, and Nayo and Nisa Lare Kamaleve. No, Gina Damina Tamanagato, Jari Dobi part the way dami. About Nani, the Allah to get Dimension, Eddie Bogua, Chanyanda, Nilo Yare. Eddie Najan the Bodia, Pobio in a Camelo 10. Hola. Nala we should have to since the Major Babino, say any roll away. A dubas and she that be my she away. Go on the tenari, but I'll go on the tenari she need to do she is a one nani rava, nani rajibe. Dinara you pay our labio le show below, Mea. Odamola. Eddie Chima, Jinsign, Mamma, Jinsign, Muslim Babino, to come to dollar. Nalo do Capsia Raja. Nara you, Jinsign and Lo do Capsia Raja, Pega Bubio Gigi to Capsimatino. Manajanaga, Nara was Jinsign and Naga Bubiro, Gigi to Car. Nara was inside Manajin Mululam should have to the Baba Guy, Manajin the City, Manajin the City, the Yap Yamabama, Najin and Nama Velo, Tide, Najin the Lusuluda Mobu, Manajin Mulu Leve, Messi Mutagana. Go Najin the City, Manajin the City together, Nara de Kanaguya Namabe. The Medicalamado Ujinu, Bebego, Mieneno, Manajin Mu should have Nene. Manajin Mu should I go a kind taro, Nala we should have Kajata Babjido, Sanjabedi, Cheto. Senadiam Kaula,
တကုစိတ်သဘောထားလေးကကိုယ့်ကိုချမ်းသာမှုဆင်းရဲမှုမှာအဓိကမူတည်နေတယ်ဆိုတာလေးကိုပုံပေါ်အောင်ပြောနေတာပါတကူကဘလို့သဘောထားနဲ့ဒါတွေကိုရင်ဆိုင်မှာတော့တရားဘာဝနာအလုပ်အားထုတ်ထားတဲ့ပုံကိုယ်တွေကတော့သဘောထားတွေအများကြီးမှန်ကန်မှုလေးနဲ့မှုမရှိနိုင်ဘူးလားရှိနိုင်တယ်နော်သဘောထားမှန်ကန်မှုလေးနဲ့မှုရှိလာရင်ဒီပြဿနာတွေကသူ့အတွက်ပြဿနာမဟုတ်သလိုတောင်ဖြစ်မသွားနိုင်ဘူးလားဖြစ်သွားနိုင်တယ်ဆိုရပါစို့ဒါဦးဇင်းတို့မြင့်မြင့်မာမာပြောကြည့်တာပေါ့ဥမာတစ်ခုရဟန္တာရှင်မြတ်တွေလည်းပဲအိုတာပဲနာတာပဲတေတာပဲလေသူတို့ဘာစိတ်ဒုက္ခရောက်တော့အဒုက္ခမှမရောက်ဘာလို့တော့သူတို့ရဲ့ရှုမြင်ပုံကအယံမြင်မှမှန်ကန်သွားတာခင်ဗျားတို့ကြုတ်တို့ကြတော့ဘာဖြစ်တော့ဒုက္ခအကြီးကျယ်ရောက်တယ်အခုနာကြည့်လေတောက်လျှောက်ဆေးရုံသွားရမှာပဲတောက်လျှောက်အော်ရဟိရမှာပဲဟုတ်တယ်မဟုတ်လားအာဒီအနာယောဂါကမကြော်နိုင်တဲ့တောင်တလုံးလိုဖြစ်သွားပြီငါမကြော်နိုင်တော့ငါသေရင်သေတော့မလားလို့အဲ့လိုမြန်သိရမယ်ဆိုတော့အကြီးကျယ်ဘာဖြစ်သွားမလဲတုံးလုံးချောက်ချသွားမယ်ပေါ့ဒါပါလဲဆိုတော့ကိုယ့်ရဲ့ဒီအိုခြင်းနာခြင်းသေခြင်းပုံမှာရှုမြင်ပုံကဘလို့ဖြစ်နေတော့လွယ်မှားနေတယ်ဟုတ်တယ်မဟုတ်လားဒါကြောင့်အိုရာနာရာသေတာဆိုတာကခန္ဓာရလာရင်ရှောင်လို့မရဘူးတော့ဒါကိုရင်ဆိုင်နေတဲ့အည်သွေးရှိအောင်လှုပ်ထားဖို့ကတည်းကကိုယ့်ရဲ့အရေးကြီးတဲ့အလုပ်ဆိုတာမထင်ရှားဘူးလားထင်ရှားတယ်ဒါကြောင့်နောင်လေးပဲချမ်းသာစေလိမ့်မယ်ဆိုတာကိုဒီလိုကြည်ကြည်ပြန့်ပြန့်နားလည်ဖို့မလိုဘူးလားဒါတရားဘာဝနာလုပ်ရဘာပြောတော့စွမ်းရည်တတိပေါ့ဟုတ်ရဲ့လားအဲ့တော့ဦးဇင်းတို့နတ်တရားဘာဝနာလုပ်ရစွမ်းရည်တတိတနည်းအားဖြင့်တရားအထုတ်ခြင်းရဲ့ရည်ရွယ်ချက်တနည်းအားဖြင့်ဘာကြောင့်တရားအထုတ်ရတာလဲဆိုတဲ့မိကွန်းရဲ့အဖြေတွေလို့လည်းပဲဆိုနိုင်ပါတယ်၃ချက်ပြောလိုက်တယ်ဦးဇင်းဟုတ်လားကျန်တဲ့အချိန်လေးမှာဦးဇင်းတို့တရားအထုတ်ပုံအထုတ်နည်းလေးပြောမလို့ဦးဇင်းကအချိန်ချန်ထားတယ်ဟုတ်လားခုပြောခဲ့တာလေးကိုဦးဇင်းပြန်ပြီးတော့နှိမ့်ထုတ်ကြည့်မယ်နော်ဘာကြောင့်သူတော်ကောင်းတရားကိုကြိုးစားအထောက်ရတာတော့ဒီခန္ဓာရဲ့အကြောင်းကိုဘာကြောင့်သိအောင်တတိနဲ့ဒလဇက်ကပ်ပြီးတော့သိနေအောင်နေတဲ့နည်းကိုကြိုးစားရတာတော့လို့မေးရင်ဒီဘဝဒီခန္ဓာရဲ့အပြစ်ကိုမြင်ပြီးတော့နိဗ္ဗာန်ချမ်းသာရဲ့ချမ်းသာပုံကိုမျက်မှောက်ပြုပြီးတော့ဒီဘဝခန္ဓာရဲ့ပုံမှာတွေ့တာမဲ့မောတဲ့တဏှာဆိုတဲ့ဘဝတဏှာကိုချုပ်ပြီးတော့ဒုက္ခတွေချုပ်ငြိမ်းပြီးတော့စစ်မှန်တဲ့နိဗ္ဗာန်ချမ်းသာကိုရဖို့အတွက်တရားဘာဝနာလုပ်ကိုအထောက်ရတာဒါကအမြင့်မားဆုံးရည်ရွယ်ချက်ပေါ့နော်ဟုတ်လားတနည်းအားဖြင့်တရားဘာဝနာရဲ့အမြင့်မားဆုံးသောအကျိုးကျေးဇူးဆိုရင်လည်းပြောလို့မရဘူးလားရည်ရွယ်ချက်လည်းဖြစ်ရမှာနော်အဲ့ဒါကဒါတရားဘာဝနာရဲ့တေချာပေါက်ဖြစ်စေမဲ့အကျိုးကျေးဇူးလို့လည်းနားလည်ရမယ်ယုံကြည်မှုလည်းရှိရမယ်ဟောနောက်တစ်ချက်ဦးဇင်းပါဆက်ပြောတော့တရားဘာဝနာကိုကြိုးစားအထောက်လို့ရှိရင်အခုလည်းပဲချမ်းသာတယ်နောင်လည်းပဲချမ်းသာမယ်ဟုတ်လားတရားဘာဝနာလို့ကိုအာမထုတ်ရင်အခုလည်းပဲဆင်းရဲမယ်နောင်လည်းပဲဆင်းရဲမယ်အခုဆင်းရဲတယ်အခုချမ်းသာတယ်ဆိုတာကိုအကျေရှင်းပွဲမရှိပြီမလို့နောင်ချမ်းသာလိမ့်မယ်နောင်ဆင်းရဲလိမ့်မယ်ဆိုရင်နောင်ဆိုတာနဲ့ပတ်သက်ပြီးတော့ဦးဇင်းအများကြီးပြောလိုက်ဘူးလားနောင်ဆိုတာမှပြောတာတော့အိုးလာနားလာသေလာတဲ့အခါပြီးတော့နောက်ရရှိမယ်ဘဝဒါပါလေနောင်ပေါ့ဟုတ်တယ်မို့လားဒါကြောင့်နောင်ဆိုတာကိုလည်းပဲအလေးထားဖို့မလိုဘူးလားလိုတယ်နော်အော်ဆိုနောင်ဆိုတာကြီးကိုတခါမှတော့ဦးဇင်းတို့တွေကဇက်သိမ်းနိုင်တဲ့အနေထားမရှိသေးဘူးဟုတ်လားဘာလို့ဆိုအခုဖြစ်နေတာကိုနားမလည်တဲ့အတွက်ကြောင့်အခုဖြစ်နေတာပုံမှာတွေ့တာမဲ့မောမှုကရှိနေတယ်ဒါကြောင့်အနာဂတ်နောင်ဆိုတာကြီးကတေချာပေါက်ဆက်ပြီးတော့တွေ့ရလိမ့်မယ်ကြုံရလိမ့်မယ်ဟုတ်လားဒါကြောင့်အခုလည်းပဲချမ်းသာဖို့နောင်လည်းပဲချမ်းသာဖို့ဆိုတဲ့ဒီအကျိုးကျေးဇူးဟာအလွန်တရာမှလိုချင်စရာရခြင်းစရာအကျိုးကျေးဇူးလို့ဆိုနိုင်ဘူးလားဆိုနိုင်တယ်ဒီလိုမျိုးရည်ရွယ်ချက်တွေနဲ့ဒီလိုမျိုးအကျိုးကျေးဇူးရှိတဲ့တရားဘာဝနာလို့ကိုအထောက်ကြတာဒါကိုစိတ်ထဲကယုံကြည်တယ်ဆိုရင်ဘာလို့ခေါ်မလို့တရားတရားပေါ့နောက်သူတော်ကောင်းတရားဒီအကျိုးကျေးဇူးကိုတေချာပေါက်ပေးလိုက်မယ်လို့ယုံကြည်ရင်ဒါပါလေတရားတရားအဲ့ဒီတရားတရားကဘာကိုဖြစ်စေမလို့ထင်တော့ကြိုးစားမှုဝရိယကိုဖြစ်စေလိမ့်မယ်နော်တရားတရားပေါ်မှာမူတည်ပြီးတော့ဝရိယကအကြီးအသေးဖြစ်တာအဲ့ဒီဝရိယကဘာကိုဆက်ဖြစ်စေမလို့ထင်တော့တတိကိုဆက်ဖြစ်စေလိမ့်မယ်နော်ဘလို့ကြိုးစားမှာတော့တတိနဲ့ကြိုးစားမှာဆိုတတိရှိအောင်သူမွေးမြူမယ်ယုံကြည်မှုထက်သန်ရင်ဝရိယထက်သန်မယ်ဝရိယထက်သန်ရင်တတိထက်သန်မယ်တတိထက်သန်ရင်ဘာတွေထက်သန်လာမယ်ထင်တော့တမာတိထက်သန်လာမယ်တည်ငြိမ်မှုစွဆိုင်မှုရှိလာတယ်တမာတိထက်သန်လာရင်ဘာထက်သန်လာမယ်ထင်တော့ပညာရှင်းရှင်းလင်းလင်းသိလာတယ်မြင်လာတယ်နားလည်လာတယ်နောက်တမာတိကမှန်မလို့ပဲမြင်ကွင်းကိုသူဘာလုပ်ပေးမယ်တော့အသေးစိတ်သိအောင်လုပ်ပေးလိမ့်မယ်ဟုတ်လားဒါကြောင့်ဦးဇင်းတို့အခုပြောလိုက်တာဒါဘုံ၅ပါးပဲလေအခုပြောနေတဲ့တရားဘာဝနာရဲ့စွမ်းရည်တတ္တိကိုယုံကြည်တယ်ဆိုရင်စေတနာမြတ်သုံးပါးကိုယုံကြည်ရဲလို့ပြောတာ ਨੇ တူတူပဲဟုတ်တယ်မို့လားဒါပါခေါ်တော့တရားတရားအဲ့ဒီတရားတရားထက်ရင်ထက်တဲ့လောက်ကြိုးစားအထောက်မှုထက်မယ်ကြိုးစားအထောက်မှုထက်ရင်ထက်တဲ့လောက်တတိတွေစိတ်မယ်တတိတွေစိတ်ရင်စိတ်တဲ့လောက်တမာတိတွေကောင်းမယ်တမာတိတွေကောင်းရင်ကောင်းတဲ့လောက်အမြင်ဟာကြည်လင်ပြတ်သားမယ်သဘောပေါက်ရလားဗျာအေးဒါကဦးဇင်းတို့ဘာကြောင့်တရားဘာဝနာလုပ်ကိုအထောက်ရတယ်လဲဆိုတဲ့အပိုင်းလေးကိုပြောတာအဲ့လို့ဆိုရင်ဦးဇင်းတို့ဒီ9ရက်တာမှာဘလို့ကြိုးစားအထောက်ကြမလို့ဒီထဲမှာတခါမှအာမထုတ်ဘူးသေးတဲ့လူတွေပါတယ်လို့နော်တရားဘာဝနာလုပ်ကိုစွဲစွဲမြဲမြဲအထောက်ပြီးတော့အတိုင်းလေးအောင်
နော်သိမြင်နားလည်ရင်းကျက်မှုရှိနေတဲ့လူတွေလည်းပါတယ်ပေါ့အဲ့လိုမျိုးကိုလမ်းကြောင်းလေးနဲ့ကိုတန်းနေအောင်ရှောက်တက်ပြီးသားပုံကိုယ်တွေအတွက်တော့ဘာမှပြောစရာမလိုပါဘူးရှောက်နေကြလမ်းလေးတိုင်းဆက်ပြီးတော့ရှောက်နေဖို့ပါပဲသဘောပေါက်ရဲ့လားလမ်းလေးကမှန်းနေပြီဆိုရင်ဘာလို့ဖို့လို့တော့မရောမချင်းရှောက်အောင်ရှိတော့တာပဲလေနောက်ထပ်လမ်းလေးထက်ရှားနေစရာမလိုဟုတ်တယ်မဟုတ်လားဒီလမ်းပဲလေဒါကြောင့်ရှောက်နေကြတဲ့ပုံကိုယ်တွေနော်ကျွမ်းကျင်နေတဲ့ပုံကိုယ်တွေနီလန်တက်မှတ်မှန်ကန်ဆိုအထုတ်တက်နေတဲ့အထုတ်နေကြပုံကိုယ်တွေအတွက်တော့ဦးဇင်းတို့ကဘာမှပြောစရာမလိုကိုယ့်အကိုရှောက်နေကြလမ်းကြောင်းလေးတိုင်းနော်ဇွဲလုံးလာဝရိယထက်ထက်တန်းတန်းနဲ့တရားတရားကိုတွတ်တက်စေပြီးတော့ကြိုးစားနေဖို့ပါပဲဟုတ်လားအဲ့တော့ပြောချင်တာကဘာပြောချင်တာတော့အကျွမ်းကျင်ညာလေးတဲ့ပုံကိုယ်တွေအခုမှစပြီးတော့အထုတ်မယ်ဆိုတဲ့ပုံကိုယ်တွေအတွက်တော့ပြောရလိမ့်မယ်ဟုတ်လားအဲ့ဒါကိုဦးဇင်းတို့သဘောကျတာကဘာလဲဆိုတော့မဟာသတိပဋ္ဌာန်သုတ်တန်ကြီးပါပဲနော်မဟာသတိပဋ္ဌာန်သုတ်တန်ကြီးမှာလာတဲ့အကြောင်းအရာလေးတွေကိုပဲအထုတ်နီးအနေနဲ့ဒါဓမ္မတို့ဦးဇင်းတို့ပြောတာပါဟုတ်လားတော့ထိုင်နေတဲ့အချိန်မှာအထုတ်မယ်ဒါလေးကရင်စပြောမယ်နော်ဘယ်လိုအထုတ်မလို့ထိုင်နေတဲ့အချိန်မှာဒီဝင်လေထွက်လေကြောင့်ဖြစ်ပေါ်နေတဲ့ထိမှုကိုဒလဇက်သိနေအောင်ကြိုးစားနေဖို့ပဲဒါအနှစ်ချုပ်ကဒါပဲဝင်လေဝင်တိုင်းနာသီပြတနေရာမျိုးထိခိုက်ပုတ်တက်ပြီးတော့ဝင်သွားပဲထွက်လေထွက်ရင်လည်းနာသီပြတနေရာကိုထိခိုက်ပုတ်တက်ပြီးတော့ထွက်သွားမှာပဲအဲ့ဒီထိခိုက်တဲ့နေရာအရက်ကလေးကိုစိတ်ဆိုင်ပြီးတော့ဝင်လေဝင်တိုင်းသိနေအောင်ကြိုးစားရမယ်ထွက်လေထွက်တိုင်းလည်းသိနေအောင်ကြိုးစားရမယ်စိတ်ကဘယ်မှာစိုက်မလဲဆိုရင်ထိမှုသဘောလေးမှာစိုက်ပြီးတော့ဟုတ်လားဒီထိမှုကိုပဲဒလဇက်ဘာလို့ရမလို့တတိထားပြီးတော့နေရဝင်လေဝင်တိုင်းထိတယ်ထိတိုင်းသိအောင်ကြိုးစားရမယ်ထွက်လေထွက်တိုင်းထိတယ်ထိတိုင်းသိအောင်ကြိုးစားရမယ်ဒါကလုံနေကြအလုံးမဟုတ်တဲ့အတွက်ကြောင့်အခက်အခဲကတော့တွေ့ရလိမ့်မယ်ကြုံရလိမ့်မယ်လုပ်ငန်းကြီးကလုံတက်ဖို့ခက်ခဲလွန်းလို့ကိုခက်သွားတာမဟုတ်ဘူးလုံနေမကြလို့ကိုကဒါကိုအသားမကြလို့ခက်ရတဲ့အပိုင်းကပိုများတယ်ဆိုတာကိုလည်းနားလည်ဖို့လိုတယ်ဟုတ်လားဒါကြောင့်မကျွမ်းမကျင်မချင်းငါဇွဲနဲ့လုံလနဲ့ဝရိယနဲ့လုံမယ်ဆိုတဲ့စိတ်ရှိဖို့လိုတယ်နော်အဲ့ဒီစိတ်နဲ့ကြိုးစားလို့ရှိရင်တဖြည်းဖြည်းနဲ့ကျွမ်းကျင်မှုလိမ္မာမှုနားလည်မှုတွေများပြီးတော့ကိုယ့်အတွက်အဖြစ်လာနိုင်တော့ပေါ့ပါပါလွယ်လွယ်ကူကူဖြစ်လာနိုင်တယ်နော်ထိုင်တော့အထုတ်တဲ့ဤကတော့ဒါပဲဘာမှကြည်ကြဲပြန့်ပြန့်ပြောစရာမရှိဘူးဟုတ်လားဝင်လေဝင်တိုင်းထိတယ်ထိတိုင်းသိအောင်ကြိုးစားရမယ်ထွက်လေထွက်တိုင်းထိတယ်ထိတိုင်းသိအောင်ကြိုးစားရလိမ့်မယ်ဝင်လေထွက်လေကလည်းနော်ရက်နေတဲ့နားနေတဲ့အချိန်လည်းမရှိဘူးလေဝင်လေနဲ့ထွက်လေရဲ့ကြားထဲမှာဝင်လေထွက်လေကိုသတိထားမှများရင်တော့ခဏကလေးနော်ရက်တက်နေတဲ့အချိန်မျိုးလေးဒါမျိုးလေးတွေလည်းရှိတယ်အဲ့ဒါကိုလည်းပဲသိအောင်တော့ဘာလို့ရမလို့ကြိုးစားရမယ်ဝင်လေနဲ့ထွက်လေကြားထွက်လေနဲ့ဝင်လေကြားထဲမှာဘလို့အခြေအနေလေးဖြစ်ပေါ်နေလေဖြစ်နေတဲ့အခြေအနေလေးကိုဘာလို့ရမလို့သိနေအောင်ကြိုးစားရမယ်ပြောချင်တာကဒီနှာသီးပြားကိုပဲအာယုံပြုတ်ပြီးတော့ဝင်လေဝင်နေတယ်ဆိုရင်လည်းဝင်နေတယ်လို့သိထွက်နေတယ်ဆိုရင်လည်းထွက်နေတယ်လို့သိတော့စိတ်ကဘယ်မှာစိုက်ထားမလဲဆိုရင်စိတ်ဆိုင်စရာနေရာလေးကလည်းရှိဖို့လိုတယ်ဟုတ်လားဘယ်မှာစိုက်မလို့ထိခိုက်တဲ့အရက်ကလေးမှာစိတ်ဆိုင်ပြီးရင်နောက်နေ့တွေမှာဦးဇင်းတို့ကဒီဝင်လေထွက်လေထိမှုသဘောကိုသိနေတဲ့အချိန်မှာအခက်အခဲကဘာတွေရှိနေတယ်ဘာတွေကိုဘယ်လိုလေးဆက်ပြီးတော့သိရမယ်ဆိုတာလေးကိုတော့အသေးစိတ်စက်မိသလိုပြောမှာပါဟုတ်လားအခုလောလောဆယ်အထုတ်ကြမဲ့ပုံကိုယ်တွေနော်အထုတ်နေမကြသေးတဲ့ပုံကိုယ်တွေအခုမှစအထုတ်မဲ့ပုံကိုယ်တွေကတော့အဲ့လိုလေးကြိုးစားသိခြင်းအမြန်တော်လေးချပြီးတော့ဇွဲလုံးလာဝရိယနဲ့အရင်ကြီးလေကိုကိုကဝင်အောင်လည်းပဲဝါယမတော့စိုက်เสียမလို့ကိုကထွက်အောင်လုပ်တယ်ဆိုတဲ့အနေအထားမျိုးလည်းမကြိုးစားစေခြင်းဘူးသူဝင်နေထွက်နေတဲ့အနေအထားလေးကိုပဲသိနေအောင်ကြိုးစားရပါဒါလည်းပဲအရေးတော်ကြီးတယ်ဟုတ်လားအဲ့တကယ်တမ်းကဝင်လေထွက်လေဆိုတာကကိုကဝင်အောင်ထွက်အောင်လုပ်လို့ဝင်နေထွက်နေတာမဟုတ်ပါဘူးကျန်တဲ့အချိန်ဒီမှာစကားတွေပြောနေတယ်တောင်းတွေမြောက်တွေတွေးနေတယ်သွားနေတယ်နားနေတယ်လောက်ကန်နေတယ်ဒီဝင်လေထွက်လေဝင်လို့ဝင်နေမှတော့မသိဘူးထွက်လို့ထွက်နေမှတော့မသိကိုကလှုပ်တော့ဝင်နေထွက်တယ်လို့ပြောဖို့နော်ဘလို့မှမဖြစ်နိုင်ဘူးနော်ဝင်နေထွက်နေမှတော့ကိုမသိဘူးဝင်အောင်ထွက်အောင်လုပ်ဖို့နေနေသားသားဝင်အောင်ထွက်အောင်ဝင်နေထွက်နေတယ်လို့တော့ပါတော့မသိသူဝင်နေထွက်နေတာပဲလေအိပ်ပြုံနေတဲ့အချိန်လဲဝင်နေထွက်နေတာမရှိဘူးလားရှိတယ်လေဒါသူဝင်နေခန္ဓာကိုယ်ကြီးကသူ့ရှင်တန်ရေးတွေသူအလုံးလုံးနေတာပဲဒါကမွေးရရစာလုံနေတာပဲဟုတ်တယ်မဟုတ်လားအဲ့ဒါကိုဘယ်နဲ့ကြောင့်ဒီဝင်လေထွက်လေကိုသိအောင်လုပ်တော့မယ်ဆိုတာမှဝင်လေကိုငါကပဲဝင်အောင်လုပ်နေတယ်လို့ငါကပဲထွက်အောင်လုပ်နေတယ်အဲ့ဒီငါကြီးကဘယ်နဲ့ကြောင့်ဝင်ရှုံနေတာတုံးဆိုတာကိုအများကြီးစဉ်းစားရမယ်ငါလို့ထင်နေတာပါလေတက္ကာယဒိဋ္ဌိပေါ့ဟုတ်လားဒါကြောင့်သူ့အလုပ်သူလုပ်နေတဲ့ဒီဝင်လေထွက်လေကိုကိုကဘေးကနေပြီးတော့နော်ထိုင်ပြီးတော့အေးအေးဆေးဆေးကြည်နေတယ်လို့မျိုးလေကြည်နေဖို့သိနေဖို့ဒါပဲဟုတ်တယ်မဟုတ်လားဒါကြောင့်ဝင်လေထွက်လေကိုလှုပ်ပြီးတော့မရှူပါဘူးဟုတ်လား
ဘာလို့ရမလို့သူပုံမှန်လေးဝင်နေထွက်နေတာလေးကိုဝင်အောင်ထွက်အောင်ဝါယမစိုက်တဲ့အပိုင်းဘာမှမရှိရဘူးကိုဝါယမစိုက်ရမှာကဘာလဲလို့မေးရင်ဝင်လေထွက်လေကိုတိနေအောင်လုပ်တဲ့အပိုင်းမှာတော့အကြီးကျယ်ဝါယမစိုက်ရလိမ့်မယ်ဟုတ်လားဒါကဦးဇင်းတို့ထိုင်လုံးလုပ်ရမယ်လုပ်ငန်းစဉ်ပေါ့တချို့ဝရိယတကယ်ထက်သန်တဲ့ပုံကိုယ်တွေကြတော့ကျန်တဲ့ဣရိယာပုတ်တွေမှာလည်းပဲဒီနှာသီးများကိုစိတ်ဆိုင်ပြီးတော့နေတဲ့နည်းနဲ့ကြိုးစားကြတယ်လည်းရှိတယ်တဲ့ဦးဇင်းတို့လည်းဒီစတော်ဘုရားကြီးရေးတဲ့အာနာပါနဒိမတိဆိုတာရှိတယ်အဲ့မှာစတော်ဘုရားကြီးကဒီဝင်လေထွက်လေကိုမှတ်ရမယ်အနေထားမှတ်ရမယ်အချိန်မှတ်ရမယ်ဣရိယာပုတ်ကဘာလဲလို့မေးဣရိယာပုတ်၄ပါးလုံးမယ်တဲ့အစာထဲမှာပြောထားတာကတော့နော်ထိုင်ပြီးတော့ခန္ဓာကိုယ်ဖြောင်းဖြောင်းထားပြီးတော့ဒါကသူကဝင်လေထွက်လေကိုနော်ကောင်းကောင်းဒီထိုင်တဲ့ဣရိယာပုတ်နဲ့မှတ်တဲ့နည်းကိုပဲပြောတာကျန်တဲ့ရက်နေတဲ့ချိန်သွားနေတဲ့ချိန်လျောင်းနေတဲ့ချိန်မှာမမှတ်ရဘူးအဲ့ဒီနည်းနဲ့ဝင်လေထွက်လေကိုမမှတ်ရဘူးလို့ဆိုလိုတာမဟုတ်ဘူးသဘောပေါက်ဖို့လိုတယ်နော်ဘယ်ချိန်မှပဲဖြစ်ဖြစ်ကိုစွမ်းနိုင်တယ်ဆိုရင်ဒီဝင်လေထွက်လေကြောင့်ဖြစ်ပေါ်နေတဲ့ထိမှုရဲ့အပေါ်မှာတတိကပ်ပြီးတော့ထားဖို့မလိုဘူးလားလိုတယ်အဲ့လိုထားနိုင်မယ်ဆိုရင်တော့ဒါပြီးပြီတနည်းတည်းနဲ့ဒီတိုင်းလှုပ်သွားတာနဲ့ကိုယ်ဇွဲလုံးလားဝရိယကြီးရင်ကြီးသလောက်အကျိုးကျေးဇူးကိုရရှိမှာပဲနီလန်းအနေနဲ့ဘာခက်ခဲမှုရှိလဲမရှိဘူးဒါပေမဲ့ဝရိယအနေနဲ့တော့အများကြီးဆက်ရလိမ့်မယ်နော်အဲ့ဒီဝရိယကြီးမှအောင်ဇွဲတွန်းအားပေးမလို့တင်တော့ဒီလုပ်ငန်းရဲ့အကျိုးကျေးဇူးကိုယုံကြည်တဲ့တတ္တတရားဘယ်လောက်ယုံကြည်ထားလဲဒီလုပ်ငန်းကဒုက္ခတွင်းတွေကတကယ်ဆွဲထုတ်မှာနော်ဒုက္ခဒီကိုရောက်အောင်တကယ်ပို့မှာလို့ကိုဘယ်လောက်ယုံလဲယုံရင်ယုံတဲ့လောက်လုံးမှာနော်မယုံရင်မယုံတဲ့လောက်မလုံးယုံမှုကရော့ရဲဆိုရင်လုံးမှုကလည်းရော့ရဲရဲပဲဟုတ်လားအေးဒါကြောင့်ဦးဇင်းတို့ပြေးတဲ့ကောင်ထိုင်လုံးမှာဘာလုပ်ရမလို့ဝင်လေထွက်လေကိုမှတ်ရမယ်တော့ကျန်တဲ့အချိန်တွေမှာဦးဇင်းတို့ဘာပြောချင်တော့ဆိုတော့ဒီခန္ဓာကိုယ်ရဲ့ထင်ရှားရာသဘာဝတရားရဲ့ပုံမှာသတိထားပြီးတော့နေတဲ့နည်းနဲ့အထုတ်တဲ့အဲဆိုကြပါစို့သွားတယ်ဆိုလို့ရှိရင်ဒီခန္ဓာကိုယ်မှာဘယ်အရာကထင်ရှားလဲခြေတော်နှစ်ချောင်းကထင်ရှားတာပေါ့တလန်ပြီးတလန်လှမ်းနေတာပဲလေသူအားယူပြီးတော့ရှေ့တိုးလိုက်တယ်ဖိချလိုက်တယ်ကြွလာတယ်ရှေ့တိုးလိုက်တယ်ဖိချလိုက်တယ်ဒီလိုနဲ့တစ်ချောင်းပြီးတစ်ချောင်းမလုပ်နေတော့လှုပ်ရှားနေတာဒါအကြီးကျယ်ဆုံးသိတာထင်ရှားမှုဟုတ်လားအဲ့ဒါပုံမှာသတိထားလို့မရဘူးလားရှားတယ်ဘယ်ခြေတော့ကြွလာတယ်ရှေ့တိုးသွားတယ်ဖိချလိုက်တယ်ညာခြေတော့ကြွလာတယ်ရှေ့တိုးလိုက်တယ်ဖိချလိုက်တယ်မြေကြီးနဲ့ထိသွားတယ်ဒီသဘာဝတွေကိုဘာလုပ်နေဖို့လို့တော့သတိထားနေဖို့လိုတယ်သိနေဖို့လိုတယ်သိနေဖို့ဆိုတဲ့စကားလုံးလေးကအရန်ရှင်းပါတယ်အဲ့လိုပဲဦးဇင်းတို့လှမ်းနေတဲ့အချိန်မှာဒီလက်ကဘယ်ညာရမ်းနေတာမရှိဘူးလားရှိတယ်အဲ့ဒါပေါ်မှာသတိထားရင်တော့ထားလို့မရဘူးလားရတယ်နော်ထင်ရှားတဲ့အာယုံပေါ်မှာထင်ရှားတဲ့သဘာဝတရားတွေပေါ်မှာသတိရှိနေဖို့ပဲတကယ်တမ်းကဦးဇင်းတို့မဟာဗောဓိမြိုင်ဆိုလို့ဘုရားကြီးလို့ပါတော့ကပရိစိတ်တယ်ဟိုတနေ့ကတရားလေးတစ်ပုဒ်ဦးဇင်းနာရတယ်အရဟံဂုံစိတ်တယ်တဲ့ဆိုကြီးကဘာဖြစ်ချင်ညာဖြစ်ရှင်လို့မဟုတ်ပါဘူးတဲ့ပရိစီနဲ့လက်နဲ့ထိနေတာကိုသိနေတာတဲ့ပရိစီနဲ့လက်နဲ့ထိတာအရင်ထင်ရှားတယ်ပရိစီကလည်းကြမ်းတာဟိုတတိပိတတိတစ်လုံးပြီးလုံးထိသွားအဲ့ဒီထိမှုပေါ်မှာမလုပ်တာတော့စိတ်ဆိုင်ထားတယ်ဒီထိမှုထဲမှာနေဆိုင်တဲ့ရုပ်ဓာတ်သဘာဝတရားတွေအများကြီးရှိနေတယ်ဒါပြောရလို့ရှိရင်အလွန်နဲ့နေကျေပြတ်ပါတယ်ဟုတ်လားအဲ့တော့ပြောနေတာကဘာလဲဘာထင်ရှားလဲထင်ရှားတဲ့အနေအထားပေါ်မှာဘာလို့ရမလို့သတိထားပြီးတော့နေရမယ်ရိုးရိုးလေးနော်ဖြစ်နေတာကိုဖြစ်နေတဲ့တိုင်းလေးသိဖို့ပဲတကယ်တမ်းကဟုတ်လားဒါသွားနေတဲ့အချိန်မှာအဲ့လိုပေါ့ပြောဦးချင်းတို့ရက်နေတဲ့အခိုက်အတန့်လေးတွေရှိမယ်ပြီးတော့လျောင်းဆက်နေတဲ့အနေအထားတွေရှိမယ်လျောင်းဆက်နေတဲ့အနေအထားတော့ခန္ဓာကိုယ်အသက်တာဆုံးအနေအထားပဲဒါကြောင့်ကြာလို့ရှိရင်တော့သူကထိနမိတ်တာလွှမ်းပြီးတော့ဘာဖြစ်သွားတော့အိပ်ပျော်သွားတဲ့တဲ့ပေါ့လျောင်းဆက်နေတဲ့အချိန်မှာလည်းဘယ်လိုအနေအထားတွေထင်ရှားတော့ဒီကိုယ်လုံးကိုဖြန့်ပြီးတော့ကြည့်လိုက်ပေါ့ကိုယ်စိတ်ထဲမှာနော်ဘယ်အာယုံကကိုယ်စိတ်ကိုလာတကားခေါင်နေတော့သိထားကြည့်လိုက်ဘယ်အရာကြီးကစိတ်ထဲမှာငါ့ကိုသိပါလို့ပြောနေတော့သဘောပေါက်ရလားဘုံဘုံပြောတာ哦အဲ့ဒါကိုဘာလုပ်လိုက်ရမှာတော့သိလိုက်ရမယ်တကိုယ်လုံးမှာနော်သိကြရတယ်အများကြီးရှိတယ်ဆိုတာပြီးရင်လှုပ်ကြည့်လို့ရှိရင်ဩအလွန်လင်းမြန်ဖြစ်ပေါ်နေတဲ့သဘာဝတရားတွေနေရာမလတ်ဟုတ်လားသိတဲ့အရာကလိုက်ပြီးတော့သိဖို့မလွယ်တော့အောင်ကိုပဲသိစရာတွေကအလွန်များတယ်ပေါ့ဟုတ်လားအဲ့ဒါကိုဘာလုပ်ရမလဲထင်ရှားတဲ့အရာကိုရွေးချယ်ပြီးတော့ဘာလုပ်ရမလဲသိနေအောင်ကြိုးစားရမယ်သဘောပေါက်ရဲ့လားအေးအစားတောက်တွေစားတဲ့တောက်တဲ့အခါမှာလည်းဘာတွေထင်ရှားတော့ဘလို့တွေဖြစ်တော့ဒါကတော့ဦးဇင်းတို့ရုပ်ပိုင်းဆိုင်ရာအနေထားပေါ့နော်ကျန်တဲ့အချိန်တွေမှာဦးဇင်းတို့နောက်ထပ်နံတရားတွေကိုသိအောင်လုပ်တဲ့အပိုင်းကလည်းစိတ်ဝင်စားတဲ့အကောင်းတယ်ဒါကတော့စစချင်းအထုတ်ခါစားမှာတော့เนาะအရင်ကြီးလွယ်ကူမယ်လို့မထင်
ကိုယ့်ရဲ့အတွေးတွေကိုအမိဖမ်းပြီးတော့သိနေအောင်လုပ်တဲ့နည်းပေါ့စိတ်ဓာတ်ဥပဒနာလို့လည်းမဆိုနိုင်ဘူးလားဆိုနိုင်တယ်နော်ဗာလေတွေးနေတော့တွေးနေတဲ့နေရာမှာစကလုံးနေအနေနဲ့တွေးတာရှိတယ်ပုံသဏ္ဍာန်တွေကိုမြင်ပြီးတော့နော်ဘဇုအကြောင်းကိုတွေးလိုက်တယ်ဆိုရင်အဲ့ဒီဘဇုပုံကြီးကပေါ်နေတာပဲမို့လားစိတ်ထဲမှာအဲ့ဒါဗာလေအဲ့အတွေးပဲလေဟုတ်တယ်မို့လားတယောက်အကြောင်းကိုတွေးလိုက်တယ်ဆိုရင်အဲ့ဒီလူရဲ့ပုံကြီးကဘာဖြစ်နေတော့ပေါ်နေတယ်နော်သူ့ရဲ့ပြောဟန်ဆိုဟန်ကြီးဘာဖြစ်နေတော့ပေါ်နေတယ်နော်တနေရာရောက်သွားတယ်အဲ့ဒီနေရာလည်းမြင်နေရတဲ့စိတ်ထဲမှာဒါဘာတွေတုံးလို့မေးရင်အတွေးတွေပဲဟုတ်လားအဲ့ဒီအတွေးတွေဘာမှရေရာမှုတော့မရှိဘူးတစ်ခုပြီးတစ်ခုတွေးနေတာဘာရလည်းမဟုတ်တွေးနေတာအဲ့ဒီအတွေးတွေကိုဘာလုပ်အောင်တော့လိုက်ပြီးတော့အဲ့ဒီတွေးနေတဲ့အတိုင်းလေးပဲလိုက်ပြီးတော့သိအဲ့ဒါလေးကဘာလေးတုံးဆိုလိုက်ပြီးတော့သိနေအောင်ကြိုးစားရမယ်သဘောပေါက်ရဲ့လားအဲ့ဒါလည်းစိတ်ဝင်စားတဲ့အရန်ကောင်းတယ်တစ်ခုပြီးတစ်ခုတွေးနေတာပဲနော်အစီအစဉ်လည်းမကြဘူးတွေးချင်တာတွေးတယ်ကြုံရကြပန်းတွေးနေတာတခါလေးတွေးရင်းနဲ့အတွေးတည့်သွားပြီဆိုလို့ရှိရင်တော့အဲ့ဒီတွေးတာတွေနဲ့ပတ်သက်ပြီးတော့မကျေနပ်တာတွေဘာတွေများလာပြီးတော့ဇလန်းကြီးလိုဖြစ်ပြီးတော့တွေးနေတာရောမရှိဘူးလားရှိတယ်ဖြစ်ခဲ့တာတွေဘာတွေများဆက်ဖြစ်မှာတော့အမျိုးမျိုးတွေးနေတယ်အဲ့ဒီအတွေးတွေကိုဘာလုပ်ရမလို့သတိထားရမယ်သတိထားလိုက်ရင်တော့စောစောကသတိထားခံရတဲ့အတွေးဟာပြတ်တောက်သွားလိမ့်မယ်သဘောပေါက်ရဲ့လားအဲ့ဒီနီးနဲ့လည်းပဲစူးစမ်းဖို့မလိုဘူးလားလိုတယ်နော်နောက်ပြီးတော့ဦးဇင်းတို့ခံစားချက်ဝေဒနာတွေဆင်းရဲတာတွေချမ်းသာတာတွေစိတ်တိုင်းကြတာတွေမကြတာတွေရှိတယ်အဲ့ဒါတွေကိုလည်းဘာလုပ်ရမလို့သတိထားရမယ်အဲ့တော့အနှစ်ချုပ်ပြောရရင်တော့ကျန်တဲ့အခြေအနေမှာနော်ရုပ်ပိုင်းဆိုင်ရာနာမ်ပိုင်းဆိုင်ရာဘယ်သဘာဝတရားပဲဖြစ်ဖြစ်ထင်ရှားတဲ့သဘာဝတရားရဲ့ပုံမှာအမှန်အကန်ဘာလုပ်နေရမလို့သိနေရမယ်အဲ့ဒီဖြစ်နေတာလေးကိုဖြစ်နေတဲ့အတိုင်းလေးသိနေရမယ်သိပြီးရင်ထားခဲ့နော်သိပြီးသားကြီးကိုထပ်ပြီးတော့တွေးနေတယ်နောက်ထပ်သိတဲ့အရန်သေးတစ်ခုရှိတယ်တစ်ခုမကဘူးအများကြီးရှိတယ်ဆက်ပြီးတော့သိသွားသိပြီးသားကိုထားခဲ့ဆက်ပြီးတော့သိသွားကျိုးပြီးတော့လည်းပဲရှေ့ကိုရောက်မနေစေနဲ့သိပြီးသားကြီးကိုနောက်ကျပြီးတော့လည်းပဲတွေးပြီးတော့မနေရနဲ့ဟုတ်လားအတိတ်ကိုလည်းမပြန်နဲ့အနာဂတ်ကိုလည်းမကြံနဲ့ဆိုတဲ့အတိတ်ပဲပေါ့ခုလုံးလုံးနဲ့ဖြစ်နေတာလေးကိုပဲတိပြီးတော့သွားရမှာစိတ်ကြီးကနောက်ကျပြီးတော့လည်းမကြံရနဲ့နောက်ကျကြံရင်ဘာဖြစ်မလို့အတွေးတွေဖြစ်သွားပြီဟုတ်တယ်မလားဖြစ်ခဲ့တာကိုပဲတွေးလိုက်တဲ့သဘောမျိုးလို့မဆိုနိုင်ဘူးလားအရှိကိုချိုးရောက်နေပြီဆိုရင်လည်းဘာဖြစ်နေပြီတော့အတွေးတွေပဲလေဟုတ်တယ်မဟုတ်လားအဲ့တော့တကယ်ကဘယ်လိုဖြစ်အောင်သွားမှာတော့ဖြစ်နေတဲ့တရားလေးကိုဖြစ်နေတဲ့အတိုင်းလေးသိသွားရမယ်နောက်ထပ်ဆက်ဖြစ်နေတာရှိတယ်ဆက်သိသွားပါဆက်သိသွားပါဒီတိုင်းနဲ့နောက်ဖြစ်နေတဲ့အနေအထားနဲ့သိနေတဲ့အနေအထားကိုအမှန်ကန်ကြဖြစ်အောင်ကိုယ့်အကိုကျွမ်းကျင်အောင်လုပ်ရမှာတော့ဒါကပြောပြဖို့လည်းအရင်တော့ခက်ပါတယ်ဟုတ်လားအဲ့တော့ဦးဇင်းတို့ပြည်တော်ကောင်းသူတော်ကောင်းတို့ဘယ်လိုအားထုတ်ရမလဲဆိုတဲ့အပိုင်းလေးကိုဒါအချင်းမြင်လေးပြောပြတာပါဟုတ်လားထိုင်နေတဲ့အချိန်မှာဝင်လေဝင်တိုင်းထီတယ်ထီတိုင်းသိအောင်ကြိုးစားရမယ်ထွက်လေထွက်တိုင်းထီတယ်ထီတိုင်းသိအောင်ကြိုးစားရမယ်နော်ဝင်အောင်ထွက်အောင်လုံလဝါယမမဆိုင်ပါနဲ့ဝင်နေထွက်နေတာလေးကိုပဲဘေးကနေပြီးတော့တက်တက်မဲ့ထိုင်ကြည့်နေတဲ့လူတယောက်သဘောမျိုးနဲ့နော်ကင်းလွတ်လွတ်ကင်းကင်းလေးကြည့်အဲ့ဒီသဘောလေးဘယ်လိုလေးဖြစ်နေတော့စိတ်ဝင်စားမှုအပြည့်နဲ့ကြည့်ရမယ်ဟုတ်လားဒီလိုသတိထားခြင်းရဲ့အကျိုးကျေးဇူးကိုယုံကြည်မှုထက်သန်အောင်စောစောကပြောခဲ့ပြီနော်စောစောကပြောခဲ့တာတွေကတရားကိုနှိုးဆော်တဲ့စကားလုံးတွေကြီးပဲတရားဆိုတာလည်းပဲမှန်မှန်ကန်ကန်သိတဲ့ဉာဏ်ပညာလည်းရှိမှတရားဖြစ်တာဟုတ်လားဩဒါတွေကဒီလိုဟုတ်တာပေါ့ဩယုံကြည်မှုဘာဖြစ်လာတော့တိုးလာတယ်အဲ့ဒီယုံကြည်မှုကိုအခြေခံပြီးတော့ဝရိယနဲ့တတိကိုဒလဇတ်ထားတဲ့အလေးချင်းကိုကြိုးစားရမယ်အဲ့ဒါဆိုလို့ရှိရင်တမာတိတို့ပညာတို့ဖြစ်ထွန်းမလာနိုင်ဘူးလားလာနိုင်တယ်အဲ့ဒီနည်းနဲ့ကြိုးစားရမယ်ပေါ့နော်ဒါကတော့ဦးဇင်းတို့အခုပြောလိုက်တာနော်တရားဘာဝနာလုပ်ဖို့ဘာကြောင့်အားထုတ်ရတာလဲဘယ်လိုအားထုတ်ရမှာလဲဆိုတဲ့ဒီမေခွန်းတစ်ခုရဲ့အဖြေလို့ဆိုနိုင်တယ်ဟုတ်လားဘာကြောင့်အားထုတ်ရတာလဲဘယ်လိုအားထုတ်ရမှာလဲခုပြောခဲ့ပြီနော်အဲ့ဒါလေးကိုအဲ့လိုဆိုလို့ရှိရင်ဘာကြောင့်အားထုတ်ရတယ်ဆိုတာကိုလည်းပဲအနှစ်ချုပ်သိကြပြီဘယ်လိုအားထုတ်ရမလဲဆိုတာကိုလည်းပဲအနှစ်ချုပ်သိကြပြီဟုတ်လားဒီခန္ဓာကြီးရဲ့အကြောင်းကိုမှန်မှန်ကန်ကန်သိအောင်လုပ်ကိုပဲတတိထားပြီးတော့တတိနဲ့ကြည်နေတဲ့အလေးချင်းကိုစူးစမ်းကြရတာဒါမှသူ့ရဲ့အပြည့်အနာစာကိုလည်းမြင်နိုင်မယ်ဟုတ်လားနောက်ဆုံးအသိဉာဏ်မြင့်လာပြီဆိုရင်နိဗ္ဗာန်ချမ်းသာကိုမျက်မှောက်ပြုတဲ့အနေထားများရောက်မယ်ဆိုရင်ဒီဘဝရဲ့ပုံမှာတွေ့တာမဲ့မောတဲ့လောဘတွေကသူ့အပိုင်းနဲ့သူအမြင့်ပြတ်ချုပ်မသွားနိုင်ဘူးလားချုပ်သွားနိုင်တယ်နော်ဆင်းရဲသားဟာသူ့အရက်ဒေသရဲ့နော်အပြည့်အနာစာတွေကိုမြင်မယ်ဆိုလို့ရှိရင်တာယာဝါပြောတဲ့နေရာကိုလည်းသိမယ်ဆိုလို့ရှိရင်သူဒီနေရာကိုမလုပ်သွားနိုင်တော့စွန့်သွားနိုင်တယ်ပေါ့အဲ့လိုဆိုရင်သူမချမ်းသာနိုင်ဘူးလားချမ်းသာနိုင်တယ်ခုလည်းပဲဒကာဓမ္မတို့ဦးဇင်းတို့တွေတွေ့အဲ့ဒီဆင်းရဲသားဟာသူ့အရက်ဒေသရဲ့အပြစ်နာစာကိုသူသိအောင်ကြည်နေတယ်လို့မျိုးသိအောင်ကြိုးစားတယ်လို့မျိုးကိုယ်ခန္ဓာကိုယ်ကြီးရဲ့အပြစ်နာစာဒီယုတ်ဒီနံတို့ရဲ့အပြစ်နာစာကိုဘာလို့အောင်ကြိုးစားသိအောင်ကြိုးစားတာ
ဒါကြောင့်ပိဿဘောင်းသူတော်ကောင်းတို့တရားဘာကြောင့်အထောက်ရတယ်လဲဘယ်လိုအထောက်ကြမလဲဒါလေးကိုဦးဇင်းတို့ပြောပါတယ်နော်ဆက်ပြီးတော့ဦးဇင်းဗာပြောခြင်းတော့ဆိုတော့တတိပေးစကားလေးပေါ့နော်ဒါကတော့ဒီနေ့ပြောရမယ်ဟုတ်လားခုနှစ်ရက်တိတိပိဿဘောင်းသူတော်ကောင်းတို့တရားဘာနာလို့အထောက်မယ်ဆိုပြီးတော့ထက်တဲ့တရားနဲ့ဒါရောက်လာကြတယ်နော်အဲ့တော့ဦးဇင်းတို့ပြောခြင်းတာတတိပေးစကားပြောခြင်းကဘာပြောခြင်းတော့ဆိုတော့နံပါတ်1စကားမပြောစေခြင်းဟုတ်လားစကားတွေမပြောစေခြင်းပေါ့နော်ကိုကအညိုလေးနဲ့အဖြူလေးနဲ့ဝတ်ထားတယ်နော်ဒီအချိန်လေးမှာတရားဘာဝနာလုပ်ကိုအားထုတ်မယ်ဆိုတဲ့အသွင်သဏ္ဍာန်လေးကိုလည်းယူထားတယ်အိမ်ကလည်းပဲတရားဘာဝနာလုပ်ကိုအားထုတ်မယ်ဆိုပြီးတော့ထွက်လာတယ်နီးစရာတွေကလည်းကိုယ်တရားဘာဝနာလုပ်သူသွားအားထုတ်မလို့တယ်စခန်းပွဲဝယ်မလို့တယ်လို့သိထားတယ်ဟုတ်လားအဲ့လိုဆိုရင်ကိုကစကားတွေပြောနေလို့အဆင်ပြေပါမလားအပြေဘူးဒီခုနှစ်အတွင်းလေးတော့မလုပ်လိုက်ဖို့လို့တော့စောင့်စည်းနိုင်ဖို့လိုတယ်စကားမပြောခြင်းကတီလကိုအများကြီးပို့ပြီးတော့စင်ကြယ်စေတယ်တီလကိုစင်ကြယ်အောင်ကြိုးစားခြင်းသည်တမာတိကိုမြန်မြန်တည်စေတယ်တမာတိမြန်မြန်တည်ခြင်းသည်ပညာကိုမြန်မြန်ဖြစ်စေတယ်အကြောင်းအကျိုးတွေအကုန်ဆက်ဆက်နေတာနော်စကားတွေကများပြီဆိုရင်စကားထဲမှာဘာဖြစ်လာလဲအမှားတွေပါမယ်အမှားမပါအောင်တောင်မှအကျိုးမရှိတာတွေကတော့တေချာပေါက်ပါလိမ့်မယ်အကျိုးမရှိတာကိုပြောမိပြီဆိုရင်ဒုစရိုက်တရားထဲမှာဘာဒုစရိုက်ဖြစ်တော့တမ္ဖပလာပဟုတ်တယ်မဟုတ်လားဝစီဒုစရိုက်မဖြစ်ဘူးလားဖြစ်တယ်နော်ဒုစရိုက်သမားကြီးဖြစ်မှမသိဘာဖြစ်သွားလဲဖြစ်သွားနိုင်တယ်ဒါကြောင့်စကားမပြောစေချင်ပါဘူးအဲ့ဒါကိုတော့ဦးဇင်းတို့ပြင်းပြင်းထန်ထန်ကိုပြောချင်ပါတယ်ဟုတ်လားနောက်ထပ်ပြောရင်ကအိန္ဒိယရပြောဆိုပါနေထိုင်ပါတဲ့မဖြစ်လို့ပြောပြီဆိုရင်လည်းပါတော့အိန္ဒိယရပြောရမယ်နော်နေတယ်ဆိုတာကတော့နေနေရမှာပဲသူကမနေချင်လို့မရဟုတ်လားအဲ့တော့နေရမယ့်အတူတော့ဘယ်လိုနေမလို့အိန္ဒိယရနေရအဲ့တော့အိန္ဒြေဆိုတာဘာပြောတာအစိုးရခြင်းကိုအစိုးတရားလေးနဲ့နေရမယ်လို့ပြောတာနော်အိန္ဒြေဆိုတာကတတ္တိန္ဒြေဝိရိယန္ဒြေတတ္တိန္ဒြေတမာရိန္ဒြေပြဉ္ဉ္ဒြေတို့၅ပါးရှိရနော်မျက်စိနာနာလျာကိုစိတ်ကိုလည်းအိန္ဒြေလို့ပြောတာမရှိဘူးလားရှိတယ်နော်တောင်ကြီးမြောက်ကြီးနော်မြင်ရတာကိုကစအိန္ဒြေမရှိလိုက်တာအိန္ဒြေမဲ့လိုက်တာဆိုတာကြီးကတိတော့တိတာလေအဲ့ဒီလိုနီးနေလည်းပဲမျက်စိနာနာလျာကိုစိတ်ကိုထိန်းပြီးတော့အိန္ဒြေရနေဖို့လိုတယ်နော်တရားဝရိယတတိသမารိပညာဆိုတဲ့မြင်မာတဲ့ဒီအိန္ဒြေစိတ်ကိုအစိုးတရားရှိမှုလွှမ်းမိုးချုပ်ကင်နိုင်မှုဆိုတဲ့ဒီအိန္ဒြေရှိပြီးတော့လည်းနေရမယ်နော်အိန္ဒြေရနေပါဆိုတော့အဲ့ဒါကိုပြောတာပဲနော်တရားအမှတ်ကလေးရှိနေမယ်ဆိုရင်တော့အခုပြောတာတွေအကုန်လုံးလိုက်နာပြီးသားဖြစ်တယ်တရားအမှတ်ရှိတယ်ဆိုလို့ရှိရင်အိန္ဒြေကရှိနေပြီဘာရှိတော့တရားရှိတယ်ကြိုးစားမှုရှိတယ်တတိရှိတယ်ထိုက်တဲ့တည်ငြိမ်မှုရှိတယ်ထိုက်တဲ့သိမြင်နားလည်မှုရှိတယ်ဘာရှိနေတော့အိန္ဒြေရှိတယ်နော်ဒါကြောင့်နံပါတ်1ဘယ်လိုနေရမလို့အိန္ဒြေရနေရမယ်အိန္ဒြေရပြောရမယ်ဟုတ်လားနောက်နံပါတ်3ဘာပြောမလို့ဆိုနော်ဖုံးနေသိမ့်ထားပါမည်တဲ့နောက်ဒီမှာမေ့မှာဆိုလို့ဦးဇင်းရေးထားတာအဲ့ဒါအခုတရားဟောပြီးလို့ရှိရင်ဖုံးနေအကုန်လုံးအပ်ရမယ်နော်ဒီ9ရက်အတွင်းကိုဘာလုပ်ရမလို့ကြိုးစားမယ်အားထုတ်မယ်ဒီဖုံးနေကအများကြီးအနှောက်အယှက်ရှိတယ်ဟုတ်လားနော်ဒီမှာအရေးပေါ်ပြောမှဆိုရင်ပြောလို့ရတဲ့ဖုန်းနံပါတ်လည်းရှိတယ်အိမ်ကိုလှမ်းဆက်လို့လည်းကိုယ်မှမဆက်မဖြစ်ဖြစ်ဆက်ရမယ့်အနေထားရှိရင်လည်းဆက်စရာဖုန်းရှိဒါပေမဲ့ဒကာမတို့ရဲ့ဖုန်းတွေကိုတော့နော်အကုန်လုံးမဖြစ်ရမလို့အပ်ရမယ်နော်အဲ့ဒီဥစ္စာအဲ့ဒီစီကံကိုဘာလို့မလို့လိုက်နိုင်ရမယ်ဟုတ်လားအေးအဲ့တော့ဦးဇင်းတို့အဓိကပြောချင်တာကတော့အဲ့ဒါပါပဲ